တော်များများကျတော့အဲ့လိုဘယ်လိုပြောမလဲကိုကဘာ level တစ်ခုမှ level ဆိုတာကကျတော့ကိုလေးလာတဲ့ landscape ပေါ့နော်တစ်ခုမှမရှိဘဲနဲ့တခြားဒီအရန် professional standard တွေနဲ့ compare လုပ်တယ်သူတို့ကသူ့ပေါ်ကကောင်းလိုက်တာသူ့ပေါ်ကမိုက်လိုက်တာသူရိုက်တော့မကောင်းဘူးသူရိုက်တာကိုရိုက်တာမကောင်းဘူးဆိုလို့ရှိရင်ကိုကဒီ level မရောက်နိုင်လို့လေတော်များများပေါ့ထားလိုက်တော့ဓာတ်ပုံမြဲတဲ့ကောင်လေအခု iPhone တွေကင်လဲသိန်း40 50တန်လေးကင်ကြတယ်ကျွန်တော်တို့မျိုးရိုက်ခိုင်းကြည့်ပါလားသူရိုက်တယ်မလားမတက်ဘူးလေဘာမှမဆိုင်ဘူးအချို့တွေကသူငယ်တော်များများဂီယာနဲ့ကိုပြက်ပေါက်ကြတယ်ဂီယာဆိုတာကကျတော့ကျွန်တော်တို့တက်က second language ကျွန်တော်တို့ vision ကောင်းပြီဆိုလို့ကျွန်တော်တို့ vision ကောင်းပြီဆိုလို့ရှိရင်ဒီဂီယာကကျွန်တော်တို့ support ပေးတာ quality တစ်ခုအနေနဲ့ကျွန်တော်တို့ support ပေးတာအဲ့လိုမျိုးကိုက vision မကောင်းမဲ့နဲ့ကြိုက်တဲ့ဂီယာပဲကိုင်ဘယ်လိုဈေးကြီးတဲ့ brand တွေပဲလို့ထွက်လာမှာမဟုတ်ဘူးဒီပေါ့ level တစ်ခုမှရှိတဲ့လူတွေကဆုံးဖြတ်တာပဲကျွန်တော်တို့ကြိုက်တယ်ဥပမာဒီတက်ပေါ်ကကောင်းခြင်းမကောင်းခြင်းဆိုတာကိုယ့်ထက်ဒီ senior တွေ professional တွေဝေပင်တာကိုကျွန်တော်တို့ပို့တဘောကြတယ်ဒါဆိုလို့ရှိရင်ကိုယ့်အကိုပြန်ပြီးသုံးသပ်တာပေါ့ငါတို့ပေါ်ကဘာလို့အချက်ရှိတယ်လဲအဲ့လိုမျိုးပေါ့ဒီဘာမှမဟုတ်ပဲနဲ့ဒီတိုင်းတက်ဖို့တဘောကြည့်ပြီးတော့ဘာမှခံစားချက်မရှိပဲနဲ့အမြင်မရှိပဲနဲ့ဝေပင်တဲ့သူတွေကြတော့ကျွန်တော်တို့က neglect လုပ်တာပေါ့နော်အဲ့လိုမျိုးတွေသိပြီးတော့မခံစားဘူးပေါ့ Okay အားလုံးပဲမင်္ဂလာပါ NoCat ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ NoCat ရဲ့ episode မှာကတော့ဒါဒီလူငယ် photographer တယောက်ပေါ့နော်သူကဒါနိုင်ငံတကာနဲ့လူကင်မှာလည်းဒါပြိုင်ပွဲတွေလည်းအများကြီးပြိုင်နေဆုတွေလည်းအများကြီးရပြီးတော့ဒါဝန်တိုင်းလည်းအချင်းချင်းဖြစ်ခဲ့ဖို့တဲ့ဒါ professional photographer တယောက်လည်းဖြစ်တဲ့ဒါကိုပိုင်ထွေးကျော်ကိုကျွန်တော်တို့ဒီနေ့ episode မှာဒါခေါ်ယူထားပါတယ်ဒီနေ့ episode ရဲ့ဒါ main guest speaker ပေါ့နော်အခုမင်္ဂလာပါအခုဟုတ်ကဲ့မင်္ဂလာပါဗျာ Okay အဲ့ဆိုကျွန်တော်ဒီနေ့ podcast ကိုမစခင်နေနဲ့ပေါ့ပေါ့ပါလေးနဲ့ပဲရင်စားလိုက်မယ်အခုလက်လောပါရီလုပ်နေတယ်ပေါ့ဟုတ်ကဲ့လက်တလောကကျတော့ကျွန်တော်ကဒီ local brand တစ်ခုမှာ main photographer အနေနဲ့လုပ်နေတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ international ဓာတ်ပုံပြင်ပွဲတွေအတွက်ခီးတွေသွားပြီးတော့ဓာတ်ပုံရိုက်နေပါတယ်ဟုတ်ဒါဆိုရင်အကိုကအခုခုနပြောရလို့ဒီက photographer မမအကိုကဟိုကျွန်တော်သိသလောက်ဆိုလို့ရှိရင် mobile photography ကိုလည်းရိုက်တယ်ဆိုတော့ဟိုဒီ career ကိုဘယ်လိုမျိုးစပြီးတော့ရောက်လာလဲပေါ့ဥပမာဆိုလို့ရှိရင်ထားပါတော့ဟိုဒီ career ကိုပဲစပြီးတော့ဝင်ခဲ့ရလားဒါမှမဟုတ်တခြား career တစ်ခုကနေမှဒီဓာတ်ပုံပညာဘက်ကိုဒီ career ဘက်ကို career changes လုပ်ခဲ့ရလားဥပမာကိုကဒီမှာ passion ရှိရဲဆိုတာကိုဘယ်အချိန်မှာစတွေ့ပြီးတော့ဒီ career ကိုစလျှောက်ခဲ့ရလဲပေါ့အားလေးနည်းနည်း share လေးလုပ်ပေးပါဦးစပိုင်းမှာကျတော့ကျွန်တော်ကဒီပေါ့2020မှာကျွန်တော်တက္ကသိုလ်စတင်ထုံးပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ကိုဘာမှမသိဘူးအဲ့ဘာမှမသိပဲဆိုပေမဲ့လည်းဒီတက္ကသိုလ်တက်နေတဲ့ဆက်ကြားမှာကျွန်တော်ပကြီးဆွဲတယ်ပကြီးဆွဲတယ်ဒီတိုင်းဝါသနာပါရောပေါ့နော်ဒီဓာတ်ပုံကကျတော့ဒီကျွန်တော်တို့ကိုဘက်ကာလာမှာပေါ့စပြီးတော့လေးလာဖြစ်တဲ့အကြောင်းရင်းကလည်းဘာလို့ရမှမသိတဲ့အချိန်မှာပေါ့နော်ဒီသူများရိုက်တဲ့ဓာတ်ပုံတွေကြည့်ရင်းနဲ့ဓာတ်ပုံဆိုတာဘာလဲဆိုတာသိချင်လာတယ်သိချင်လာတော့တဖြည်းဖြည်းလေးလာရင်းနဲ့ဒါဓာတ်ပုံဆိုတာ photography ဆိုတာဒါပါလားဆိုပြီးတော့မြင်သွားတဲ့အချိန်မှာစပြီးတော့ဒီဘက်ကိုအားစိုက်ပြီးတော့ပြောင်းလိုက်တာပေါ့နော်ဒါပေမဲ့အခြားတစ်ဖက်မှာလည်းအလုပ်ကကြတော့လက်ကသာလုပ်သမားတယောက်အနေနဲ့ပေါ့နော်အဲ့လိုပဲလား full time ပေါ့ full time အလုပ်သမားအနေနဲ့ပဲကျွန်တော်အလုပ်လုပ်နေဆက်ကြားမှာဒီဓာတ်ပုံပညာကိုထပ်ပြီးတော့ပြန်လေ့လာခဲ့တာပေါ့နော်ဟုတ်ဒါဆိုလို့ရှိရင်ကိုကဒီကနေမှတစ်စက်အဲ့ဆိုလို့ရှိရင်ဒီဓာတ်ပုံနဲ့နည်းနည်း relate ဖြစ်တာဆိုလို့ရှိရင်အကိုငငယ်ငယ်တွေကဒီပကြီးဆွဲတာဟိုဝါသနာပါတာပေါ့ပြောရမယ်ဆိုအဲ့ရနေမှာဒီဓာတ်ပုံပိုင်းကိုစိတ်ဝင်စားပြီးတော့ဒီ photography လောကတွေကိုရောက်လာတာလို့ပြောရမှာပေါ့အဲ့လိုပြောရမှာဟုတ်စချင်းဒီ mobile photography နဲ့စခဲ့ရလားဒါမှမဟုတ်ဒီ professional camera နဲ့ပဲစခဲ့ရလားစချင်းမှာကျွန်တော် mobile photography နဲ့စခဲ့တယ်အဲ့ဒီ mobile နဲ့စခဲ့တာတော့မှကျွန်တော်ကကြတော့ဒီကိုပိုင်ဖုန်းတော့မရှိတဲ့ situation ပေါ့နော်အဲ့မှာဖုန်းနဲ့မဝယ်နိုင်ဘူးဒီချိန်မှာပေါ့နော်ဒီ2020 situation မှာဒီအလုပ်ကလည်းအဆင်မပြေဘူးဘာညာပေါ့စသဖြင့်ဆိုတော့အဲ့မှာဒီအလကားရတာတဲ့ဖုန်းလေးနဲ့ပဲကျွန်တော်ကစ run တာပေါ့ဒါအစပိုင်းမှာတော့ကျွန်တော်တို့ရဲ့ဒီဇိုင်းမှာဒီယူတော့တာပေါ့နော်ဒီဆရာသမားတွေပြောတဲ့ဟာ listen လုပ်တယ်ပြီးလို့ရှိရင်နေတိုင်း daily ထွက်ရိုက်တယ်အလုပ်ကလည်းလုပ်တယ်အလုပ်ကလည်းလုပ်ရင်းနဲ့အားတဲ့ခြေတွေထွက်ရိုက်တယ်ဆိုတော့အဲ့မှာအဲ့ဒီကိုစရင်းနဲ့ပဲကျွန်တော်2021မှာကျွန်တော်ကိုယ်ပိုင်ဖုန်းဝယ်နိုင်တယ်ပေါ့နော်အဲ့ဒီဝယ်တဲ့ဖုန်းကလည်း Xiaomi ဖုန်းတစ်လုံးလေးပေါ့နော်အဲ့မှာ4သိန်းတန်ကြာအဲ့4သိန်းဝန်းကျင်တန်ဖုန်းတစ်လုံးလေးကျွန်တော်စပြီးတော့ဝယ်ခဲ့ပြီးပေါ့အခုချိန်ဒီစပြီးတော့ try တဲ့ချိန်မှာအခုချိန်ဒီဖုန်းတစ်လုံးမှဝယ်စားမလို့တဲ့အထိပေါ့နော်အဲ့ဆိုXiaomi ဖုန်းလေးတွေကနေစပြီးတော့တပုံနဲ့စရိုက်လာတာပေါ့အဲ့ Xiaomi မတိုင်ခင်မှာကျွန်တော်တခြားဖုန်းနဲ့ရိုက်ခဲ့ဘူး3သိန်းတန်ဖုန်းလေးတစ်လုံးနဲ့စရိုက်ခဲ့တာပေါ့ဟုတ်အဲ့ဆိုလို့ရှိရင်
ကိုခုနကဆိုလို့ရှိရင်အကိုပြောတာအကိုမှာ full time လုပ်တစ်ခုရှိတယ် full time လုပ်တစ်ခုရှိတာကနေအခုဒီဘက်ကိုတဖြည်းဖြည်းနဲ့အဲ့ချိန်မှာကူးလာပြီဆိုတော့ဒီ career လမ်းကြောင်းကိုလုံးဝ design မတ်ဒီယာကိုပဲသွားတော့မယ်ငါဒီယာကိုပဲလုံးဝ passionate ရှိတာသိကြတယ်ငါဒီယာကိုတောက်လျှောက်သွားတော့မယ်ဆိုပြီးတော့ဘယ်အချိန်မှာစပြီးတာကိုစဉ်းစားခဲ့ရတယ်ဆုံးဖြတ်ခဲ့ရတယ်ပေါ့အဲ့ဒီအချိန်မှာကျတော့ကျွန်တော်အဲ့ဒီအချိန်မှာ international ဓာတ်ပုံပြင်ပွဲတွေကိုစပြီးတော့မပြန်ရသေးဘူးကျွန်တော်ဒီဓာတ်ပုံပညာကို2020မှာစပြီးတော့လေ့လာပြီးဆက်ကြမှာကိုယ့်ရဲ့ scale ကအဲ့လိုမရှိတော့ကိုယ့်ကိုသိတယ်အဲငါဝင်ဒီ international competition တွေပြင်လို့မရသေးဘူးအဲ့ဆိုစပြီးတော့ဒီပေါ့ဘယ်လိုပြောမလဲlearning ပို့ပြီးတော့လောက်တာပေါ့နော်ဒီပို့ပြီးတော့ improve ဖြစ်အောင်လေ့လာရင်းနေမယ်2020မှာ international ပွဲစပြီးတော့ဓာတ်ပုံစုရတယ်ရပြီးတော့ဒါပေမဲ့အဲ့ဒီအချိန်မှာလည်းဇဝေဇဝါပဲဘယ်ကိုသွားကျင်တာဒီဟာလားဟိုဟာလားမသိဘူးပတ်စံပဲပို့ရမယ်ဆိုတာနားမလည်တဲ့အချိန်ပေါ့နော်ဆိုတော့အဲ့မှာ2023မှာကျွန်တော်ကောင်းကောင်းနားလည်ပါတယ်ကောင်းကောင်းနားလည်သွားတဲ့အချိန်မှာကဒီငါဒါပိုအားတန်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကိုယ့်ကို discuss လုပ်နိုင်ခဲ့တယ်တစ်ဖက်မှာလည်းကျွန်တော်ကဘာလုပ်ဖို့စဉ်းစားထားလဲဆိုလို့ရှိရင်နိုင်ငံခြားသွားဖို့အတွက်ဒီကိုရီးယားကိုသွားဖို့အတွက်ကျွန်တော်လုပ်နေတယ်အဲ့တစ်ချိန်ထဲမှာ passion တစ်ခုဖြစ်နေတယ်ဒါပေမဲ့လည်းကျွန်တော် passion တစ်ခုမှာငါတစ်ခုတော့ဖြစ်မှာပဲလို့ကိုယ့်ကိုယုံကြည်တာပေါ့နော်ဒါပေမဲ့ဘာရင်ဖြစ်သွားမလဲဆိုတာကိုကျွန်တော်မသိဘူးအဲဆိုတော့ဒါပေမဲ့နောက်ဆုံးကဒီဓာတ်ပုံကပို့ပြီးတော့ကိုယ့်အတွက်ဟိုဟာပထမဆုံးဖြစ်လာကိုရီးယားသွားမယ့်ဟာလေ cancel ပလိုက်တာဒီတကယ်လည်း somewhere fail ဖြစ်သွားတာအဲ့ကနေမှဒီဘက်ကိုပါတခါရေကိုဗီသားဖြစ်သွားဟုတ်တယ်အားဆိုလို့ရှိရင်အခုခုနဆိုလို့ရှိရင်ပြိုင်ပွဲတွေလည်းစပြီးတော့ပြိုင်နေပြီပေါ့နော်ပြိုင်တော့ဘယ်ကနေဘလို့ပြိုင်ပွဲပြိုင်တဲ့အပိုင်းကိုရောက်သွားတာလဲပေါ့ပြိုင်ပွဲကျွန်တော်တို့ industry မှာကြတော့ဒီ photography ကအများကြီးကွဲထွက်တယ်အဲ့ဒီတန်းမှာကျွန်တော်တို့ဒီ international competition တွေကိုဝင်ပြိုင်တဲ့ဒီပြိုင်ပွဲသမားတွေရှိတယ်အဲဒီတခြားဒီ industry မှာဆိုလို့ရှိရင်လည်းဒီ commercial တို့ဘာတို့ portrait တွေပါရိုက်ကြတဲ့လူရှိတယ်ပေါ့ကျွန်တော်တို့ community မှာကြတော့ဒီ mobile နဲ့ပဲဒီက mobile ပေါ့နော် mobile photography ကိုမှဒီနိုင်ငံတကာဓာတ်ပုံပြင်လို့ရတဲ့ဟာတွေဒီပိန်တဲ့လူအများကြီးရှိတယ်အဲ့ဒါမှအစပိုင်းမှာကျွန်တော်မသိဘူးပြီးမှဖြည်းဖြည်းချင်းလေ့လာရင်းနေပဲကျွန်တော်လည်းသိခဲ့ရတာပေါ့နော်ကိုယ်တိုင် set တွေလုပ်ခဲ့ရတာပေါ့ဟုတ်ကိုယ်တိုင် set တွေလုပ်တယ်ပြီးလို့ရှိရင်မသိရတော့သူများတော့မေးရတာပေါ့အဲ့လိုမျိုးကိုယ့်ရဲ့ community မှာကိုယ့်ရဲ့ senior ကြားတဲ့လူတွေလည်းအများကြီးရှိတယ်အဲ့ဒီထဲမှာကိုသိချင်တဲ့အရာတွေဒီသိချင်တဲ့အရာတွေတိုင်းမှာကိုဒီကဖြစ်နိုင်ချေပေါ့နော်ကိုသွားလို့ရတဲ့အရာပဲဒီကမေးဖြစ်တာပေါ့နော်ပထမဆုံးပြိုင်ပွဲကဘယ်ရဖြစ်မလဲပထမဆုံးပြိုင်ပွဲကကျွန်တော် Xiaomi ရဲ့2020ပေါ့နော်ဒါ international ပြိုင်ပွဲတစ်ခုပေါ့နော်ဒါဒီအဲ့ဒီပြိုင်ပွဲကပထမဆုံးပြီးလို့ရှိရင်အဲ့ဒီနှစ်မှာပဲကျွန်တော်2020မှာပဲဒီ local ပွဲတွေကိုလည်းပြိုင်တာ၄ပွဲပြိုင်တာ၄ပွဲစလုံးရတယ် international ပွဲတစ်ပွဲပြိုင်တာတစ်ပွဲရခဲ့တာပေါ့ဟုတ်Xiaomi ပွဲကတော့ဒါ mobile photography ပေါ့နော်ဟုတ်အဲ့ဒီတော့ကျတော့ outstanding ရတာပေါ့နော်အဲ့ဆို outstanding ရတော့ဒီလိုချင်တာတော့ဝင်တာပေါ့နော်ဆိုတော့အဲ့နောက်2023မှာထပ်ပြိုင်တော့ဝင်တာရခဲ့တာအကိုပုံတွေတော်တော်များများလဲတွေ့ဘူးတယ်ဟိုပြောရမယ်ဆိုရင်ဒီ mobile နဲ့ရိုက်တာတော့ကိုပုံများမယ်ထင်တယ်ဟုတ်ကဲ့ခင်ဗျဟုတ်အဲ့ဆိုရင်ဒီတချို့တွေဆိုပြောတယ်ဗျာဒီအကိုလဲဒီ industry อ่ะပဲဆိုတော့သိမှာပါဟုတ်ကဲ့ခင်ဗျဟိုဖုန်းနဲ့ရိုက်တာကိုဒါ support ပေးတဲ့အပိုင်းရှိတယ်ဖုန်းနဲ့ရိုက်တာဒီဒါဓာတ်ပုံပညာအစစ်မဟုတ်ဘူးဒါဟို professional လူမျိုးတတ်မှတ်လို့မရဘူးဆိုပြီးပြောရတယ်လည်းရှိတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းဘာပြောချင်သေးလဲပေါ့အဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီတော်တော်များများဒီ mobile photography ကိုဒီကျွန်တော်တို့ရဲ့ industry ထဲမှာမဟုတ်ဘူးဆိုလို့ရှိရင်မသိကြဘူးပေါ့နော်တော်တော်များများကျတော့ကျွန်တော်တို့ community နဲ့ပတ်သက်ပြီးတော့သိနားမလည်ဘူးသူတို့လူတိုင်းကကျတော့ mobile phone သုံးကြတာပေါ့လူတိုင်း mobile phone ကင်နိုင်ကြတယ်အဲ့ဒီထဲမှာမှအဲ့ဒီ mobile phone နဲ့ဓာတ်ပုံရိုက်လို့ရတာလည်းသိတယ်ဒါပေမဲ့ professional level တခုသွားလို့ရတယ်ဆိုတာတော်တော်များများမသိကြဘူးဆိုတာသူတို့ကိုယ်တိုင်ကလည်းမလေ့လာလို့ပေါ့နော်ဘယ်လိုအရာတွေကကိုယ့်ကိုပြန်ပြီးတော့ဟိုဟာဘယ်လိုပြောမလဲဘယ်လိုအရာတွေကကိုယ့်ကိုပိုးတော့ကောင်းစေတဲ့အရာတွေဆိုလို့ရှိရင်ကျွန်တော်နိုင်ငံတကာဓာတ်ပုံပြင်ပွဲတွေပြင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ mobile phone နဲ့ပဲစုရဒီပတ်စံအများကြီးရှာလို့ရတဲ့ဟာပေါ့နော်အခုမှကျွန်တော်ဆိုလို့ရှိရင်ဒီပြင်ပွဲတွေပြင်ပြီဆိုလို့ရှိရင်ဒေါ်လာ1000 အဲ့လိုရတယ်ဆိုတော့ဒါဆိုလူငယ်ဆိုတိတ်ပြီးတော့မသိကြဘူးပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ community မှာကျတော့အများကြီးရှိတယ်အဲ့တော့စုရရကြတယ်ကျွန်တော်မရရင်တခြားတစ်ယောက်ရတယ်ကျွန်တော်ရရင်တခြားတစ်ကျွန်တော်လည်းရတယ်တခြားတစ်ယောက်တွေလည်းရတယ်အခြားလူတွေအများကြီးရကြတယ်ဒီ community မှာကျတော့ကိုတစ်ယောက်တည်းမဟုတ်ဘူးကျွန်တော်တို့နိုင်ငံမှာလည်းအများကြီးရှိတယ်ဒီကျွန်တော်တို့ရဲ့ဒီ mobile photography ရဲ့ community မှာပေါ့နော်ဒီနိုင်ငံတကာဓာတ်ပုံပြင်ပွဲပြင်နေကြတဲ့လူတွေအများကြီးရှိတယ်အဲ့ဒါပြိုင်တော့ကြတော့အကိုဒီ
နိုင်ငံခြားအထိသွားတာမျိုးတွေရောရှိလားအဲပြိုင်ပွဲတွေမှာ ဟုတ်ရှိတယ်ကျွန်တော် mobile photography နဲ့ပတ်သက်ပြီးတော့ကျွန်တော် Xiaomi မှာ2023မှာဝင်လာရတဲ့ချိန်မှာကျွန်တော်ဒီ Spain Barcelona တိကျွန်တော်သွားခဲ့ရတယ်ဒီသူတို့ရဲ့ဒီ conference တစ်ခုပေါ့နော် mobile congress တစ်ခုကျွန်တော်သွားတက်ရတယ်အဲ့မှာဒီ photography community တစ်ခုပေါ့အဲ့မှာအဲ့ဒီသွားခဲ့ရတာပေါ့ဘယ်ဓာတ်ပုံမျိုးစားနေကိုဝင်တာပြောရမှာ mobile ကျွန်တော်အဲ့ဒီတော့ကျွန်တော်2023မှာကျွန်တော် live ဆိုတဲ့ category မှာကျွန်တော်ဝင်ပြိုင်ခဲ့တာပေါ့နော်ဒါပေမဲ့ကျွန်တော် photo of the year grand prize ရောက်လာတာပေါ့အဲ့ချိန်မှာကျွန်တော်ဒေါ်လာ9000ရယ် Leica 23ရယ် Xiaomi 40 Ultra ရယ် Evolution Display Barcelona keys ရယ်ကျွန်တော်ရခဲ့တာပေါ့ဒါဆိုတော်တော်လေးဟိုဟာဖြစ်တယ်လို့ပြောရမှာနော်ဟုတ်ကဲ့အဲ့ဆိုဆက်စချင်းမှာဆိုလို့ရှိရင်ကိုရဘယ်သူမဆိုဒါခတ်မှာပဲအကိုဆိုလည်းခုနပြောသွားတယ်အကိုဆိုကိုပိုင်ဖုန်းတောင်မှာဝယ်ဖို့အတွက်အဆင်မပြေတဲ့အခြေအနေကနေမှာဒီဘက်အဲ့လိုမျိုးတကယ်ဝင်တာတွေဖြစ်ပြီးတော့ဒီလိုမျိုးဟိုပတ်စင်အင်ကန်တစ်ခုရလာတဲ့အထိကိုအကိုဒါပြိုင်ပွဲတွေပြိုင်ခဲ့တယ်ဒီ roadmap တစ်ခုကိုတောက်လျှောက်သွားခဲ့ဆိုတော့အကိုဆက်စချင်းမှာဆိုတော့ခက်ခဲမှာပဲကွာအကိုဆိုလည်းခုနပြောသွားတယ်ဒီကိုပိုင်ဖုန်းတောင်မှာမွေးနိုင်တဲ့ဟိုအခြေအနေကနေမှာဒီလိုအခြေအနေဒီကြောင်လောက်ခဲ့ရဆိုတော့အဲ့ဟာနဲ့ပတ်သက်ပြီးနည်းနည်းပြောရမယ်ဆိုလို့ရှိရင်ဆက်စချင်းအချိန်တွေမှာ struggle လောက်ရရောအများကြီးပဲအဲ့ဒီကမှဘယ်လောက်ထိ struggle လောက်ရတာကိုယ့်အတွက်အခက်ခဲဆုံးအချိန်ကိုဖြစ်ခဲ့တယ်လေပေါ့ဥပမာအခုဆိုလို့ရှိရင်ဒီနိုင်ငံခြားသွားပြိုင်ရတဲ့အဆင့်ထိရောက်တယ်ဒီကြားမှာလို့ struggle နဲ့ပတ်သက်ပြီးနည်းနည်းလေးပြောပြပေးပါဒီဆက်စချင်းမှာတော့ကျွန်တော်တို့ကကြတော့ဒီလောက်ခလာစာတမတယောက်အနေနဲ့ပေါ့နော်ဒီရက်တည်နေရတဲ့ situation မှာဒီဘက်ကိုရွေးချယ်ဖို့ကကြတော့အရင်စဉ်းစားရတာပေါ့နော်ဒီတိုင်းဆက်သွားရမလားရက်လိုက်ရမလားပေါ့ဒီတစ်ဖက်မှာလည်းကိုယ့်ရဲ့စာဝန်တွေရှိသေးတယ်ဘာလို့ဆိုတော့တလားတသိန်းခွဲနဲ့ကို2021 2020 situation မှာရက်တည်ဖို့ကြတော့မလွယ်တော့ဘူးဆိုတော့ဒီကိုယ့်ဘက် color တွေမှာပေါ့နော်အဲ့ဒါနဲ့ဒါမဲ့လေကိုယ့်ရဲ့စိတ်ကြောက်ကျွန်တော်တို့ရဲ့စိတ်ခံယူချက်ပေါ့နော်တစ်ဖက်မှာလည်းကိုယ်အလုံးစားရှိတာလုံးနေမှာပဲဒါမဲ့ကိုဝါသနာပါတဲ့ဟာလည်းကိုရက်ဝါလို့ရှိတော့ရက်သွားလိမ့်မှာပဲမရက်ဘူးဆက်ရှောင်းနေမယ်ဆိုလို့ရှိတော့ဖြစ်နေမှာပဲဆိုတော့ခံယူချက်ကတော့အမြဲတော့အပြည့်ထားတယ်အဲ့ဒါလည်းပဲဒီ struggle life တစ်ခုလုံးဟုတ်တယ်ဘာလို့ဆိုတော့အကြောင်းပြချက်ကျွန်တော်မလို့ချင်းဘူးကိုဝါသနာပါတဲ့အရာတစ်ခုကိုတခြားအရာတစ်ခုကြောင့်ဆော့လိုက်ရမယ့်အရာမျိုးဆိုကျွန်တော်လုံးဝမကြိုက်ဘူးပေါ့နော်ဒါပေမဲ့လုံးစားရှိကိုတစ်ချိန်တရရက်တော့ကျွန်တော်ကိုအားမှာပဲအဲ့ဒီအားတဲ့အချိန်လေးမှာသွားလုံးလိုက်မယ်ဆိုလို့ရှိရင်လုံးလိုက်မယ်ဆိုလို့ရှိရင်ဒီနေ့အတွက်မှာဆိုတော့အားရရမှာကိုက creation တခုဖန်တီးလိုက်မယ်ဆိုလို့ရှိရင်ဒီဓာတ်ပုံကြောင့်လည်းကိုကအောင်မြင်သွားနိုင်တဲ့ situation လည်းဖြစ်သွားနိုင်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့ဟုတ်အဲ့ဒါဆိုလို့ရှိရင်အခုခုနပြောရတဲ့အထဲမှာဆိုရင်ဒါ winner ပထမဆုံးပြိုင်ပွဲတော့ winner မဟုတ်ဘူး outstanding ပဲဖြစ်ခဲ့ရဒီ winner ဖြစ်တဲ့ပွဲကဒါနောက်ပိုင်းပွဲတွေကြာမှဖြစ်တာဆိုတော့ဒီကာလမှာဒါ winner ဖြစ်သွားလို့ရှိရင်တော့ okay ဟုတ်တယ်ဒါ income ကကောင်းကောင်းဒါတစ်ခုရတယ် okay အဲ့လိုမျိုး winner မဖြစ်ခဲ့ဘူးဆိုရင်လည်း situation တစ်ခုရှိနေအဲ့မှာတော့ဒီ income ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုဘာများပြောချင်သေးတယ်ပေါ့ဥပမာဒီအားတွေကိုကိုက management ဘယ်လိုလုပ်ခဲ့ရလဲဘယ်လိုမျိုးဒါနဲ့ပတ်သက်ပြီးတော့ကိုစီစဉ်ခဲ့ရရှိလဲပေါ့ဒီကျွန်တော်တို့ဒီ2023မှာကျွန်တော်ရန်ကုန်စရောက်တဲ့ချိန်ပေါ့နော်ရန်ကုန်စတဲ့ချိန်မှာဒီရန်ကုန်ရဲ့ situation ကိုလည်းနားမလည်ဘူးဒီရဲ့ကုန်စည်နှုန်းတွေပါညာအကုန်လုံးပေါ့နော်2023မှာရန်ကုန်စရောက်တာဆိုတော့အဲ့ဒီမှာဒီကိုရဲ့ဒီ live တစ်ခုကို0ကနေပြန်စရတော့မယ်နောက်ပြီးတော့ကျွန်တော်ရွေးချယ်ထားတဲ့လမ်းကလည်းဒီခီးသွားတပ်ပုံ mobile photographer ဆိုတော့ခီးလဲသွားရတော့မယ်အဲ့မှာဘာလုပ်ရလဲဆိုလို့ရှိရင်ကိုဒီကင်မရာဒီ photographer တွေနောက်ကို crew အနေနဲ့လိုက်တယ်ပတ်စံရတယ်အဲ့ပတ်စံတွေစုထားတယ်ပြီးလို့ရှိရင်ဒီခီးတစ်ခုကပတ်စံ3သိန်းလောက်နဲ့သွားလို့ရတယ်ဆိုလို့ရှိရင်ပတ်စံ3သိန်းကိုအရင်စုပြီးတော့ကျွန်တော်အဲ့ဒီခီးကိုရောက်သွားတယ်ရောက်သွားပြီးတော့ကျွန်တော်ဓာတ်ပုံရိုက်တယ်အဲ့ဒီဓာတ်ပုံကနေရလာတဲ့ရလာတဲ့ကျွန်တော်ခုလက်ရှိချိန်ထိပေါ့နော်ဒီလိုမျိုးဟိုရက်တည်နေတာပေါ့ပထမဆုံး paid project ဆိုရင်ရောဘာဖြစ်လဲဒီ mobile phone brand တစ်ခုอ่ะပေါ့နော်ဟုတ်ဒီအဲ့တော့ကျွန်တော်ဝင်နာတော့မရသေးဘူးကိုဝင်နာတော့မဖြစ်သေးဘူးမဖြစ်သေးဘူးဆိုတော့အဲ့မှာကိုကိုယုံကြည်တာပေါ့နော်ယုံကြည်တော့ကျွန်တော်ဒီ challenge အနေနဲ့ကျွန်တော်ဒီမြန်မာနိုင်ငံအောက်ပိုင်းမှာတက်ဖို့သွားရခိုင်းတယ်မိုးရသည်မှာသူတို့ရဲ့ phone brand အတွက်ပေါ့နော်ဘယ်ဘက်တွေမှာကျွန်တော်ကော်တောင်ကျွန်တော်ဖက်ပဲကိုဘက်ပဲပေါ့ကျွန်တော်ကရတယ် okay challenge လုပ်တာပေါ့ဒီမိုးရသည်မှာတက်ဖို့ရဲ့ဝန်နဲ့တိုင်ပတ်တဲ့ချိန်ပေါ့သူတို့ရဲ့ဖုန်းလည်းကိုကပူပြီးတော့ကောင်းအောင်လုပ်ပေးရမှာပေါ့နော်ဆိုတော့အဲ့မှာကိုရိုက်သွားရတဲ့ချိန်မှာလည်းကောင်းတဲ့ဓာတ်ပုံတွေရလာတော့သူတို့လည်းကြိုက်တာပေါ့နော်ဒါ first time ပေါ့ first time paid project ပေါ့အဲ့ဆိုအဲ့နောက်ပိုင်းကတော့ဒီပြိုင်ပွဲတွေပဲတောက်လျှောက်ဟုတ်ကဲ့အဲ့နောက်ပိုင်းကကျတော့ခီးသွားတယ်ဓာတ်ပုံရိုက်တယ်အဲ့လိုပါပဲ
အဲ့ဆိုအကိုဆိုလို့ရှိရင်ဒါခီးတွေလည်းသွားတယ်ဟိုဓပုံလည်းရိုက်တယ်ဟိုခီးတွေသွားလိုက်ဓပုံရိုက်လိုက်ခီးတွေသွားလိုက်ဓပုံရိုက်လိုက်အခုဆိုကျွန်တော်ကြည့်သလောက်အကိုခီးသွားတယ်ပြန်လာတယ်ပြင်ခီးတွေလည်းထပ်သွားအောင်ပါဆိုတော့ဒီခီးသွားတဲ့ travel life ကိုရောဒီကိုယ့်ရဲ့ career နဲ့ဘယ်လိုမျိုးချိတ်ဆက်ဖြစ်ခဲ့ရလဲပေါ့ ခီးသွားတာကျတော့ကျွန်တော်ငငယ်လေးကလေးဝါသနာပါတာဝါသနာပါတယ်ဆိုပြီးရန်ကုန်မရောက်ခင်ဒီကျွန်တော်ဒီတနင်္သာရီတတိုင်းလို့ကျွန်တော်ဂျောပြအောင်ကျွန်တော်ရှောက်သွားတာ2023မတိုင်ခင်ဒီကျွန်တော်ကဒီ2000ဒီရွာမှာမွေးဖွားကျွန်တော်တို့ရွာကြောင့်လောကလူတွေတိတ်မသိတဲ့နေရာအရင်ဒီကော့တောင်းနဲ့တော့နီးတယ်ဒီ11ဆက်တဲ့အရင်ခက်ခဲတဲ့နေရာပေါ့နော်အဲ့ကနေတော့ကျွန်တော်ကကြီးပြင်းလာတာပေါ့နော်ကြီးပြင်းလာတယ်ပြီးလို့ရှိရင်ကြောက်တဲ့ချိန်မှာလည်းဒီဘိတ်မှာကြောက်တဲ့အဲ့ဒီအချိန်မှာကလေးကကျွန်တော်ကဒီကျွန်တော်တို့ကထိုင်းနေနေတာဟုတ်ထိုင်းဘက်ကိုကျွန်တော်ရောက်သွားတယ်ပြန်လာတယ်ပြန်သွားတယ်အဲ့လိုမျိုးတွေပေါ့နော်ဥစ္စာရှိလာတော့မရှိဘူးအဲ့ဒီတော့ကကျတော့ကျွန်တော်တို့ဓာတ်ပုတ်ဆိုတာဘာမှမသိတဲ့အချိန်ပေါ့နော်တကယ်ဓာတ်ပုတ်ပညာကိုကောင်းကောင်းနားလည်သွားတဲ့အချိန်မှာလည်းခီးကပိုသွားတဲ့လို့ခံစားတာပေါ့နော်ပြောမယ်ဆိုဟိုဓာတ်ပုတ်မစားခင်ခီးသွားတဲ့ live ကအရင်စားတာဟုတ်တယ်ကျွန်တော်ဒီဘယ်လိုပြောမလဲကျွန်တော် Avenger သွားတာပူကြိုက်တယ်ဗျာအဲ့လိုမျိုးဒီပင်လယ်ဒီရေလိုင်းနဲ့ကျွန်တော်မကြောက်ဘူးကျွန်တော်ပင်လယ်မှာကြီးပြင်းလာတဲ့ကောင်ဆိုတော့အဲ့ဒါရဲ့ရှော့သွားတယ်ကြောတွေကြောသွားတယ်တောင်ပေါ်တွေကြောအကုန်တက်တယ်ဒါပေမဲ့အဲ့ဒီရန်ကုန်ဘက်ကိုရောက်လာတဲ့အချိန်မှာလဲရန်ကုန်ရောက်ပြီးတစ်ပတ်ပဲကျွန်တော်အင်းလေးတို့ဘာလို့တစ်ခါမှမရောက်ဘူးတဲ့နေရာအကုန်ပတ်သွားတယ်တယောက်တည်းတို့ပါတယောက်တည်းတို့ရဟိုရောက်တော့တကယ်ချင်းတွေရှိနေတော့သူတို့ ਨੇ ဒီ contact လုပ်တယ်ပြီးလို့ရှိရင်ပြီးလို့ရှိရင်သူတို့ ਨੇ ပဲသူတို့ဓာတ်ပုတ်ထွဲလိုက်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်ရင်းနဲ့ပဲဒီ data တီးတီးမှာကျွန်တော်သွားတဲ့ data တီးတီးကနေရိုက်လာတဲ့ဓာတ်ပုတ်တွေနဲ့ပဲကျွန်တော်ပြင်ပွဲတွေဝင်နေအဲ့ဒီပြင်ပွဲကနေပြီးတော့ရလာတဲ့ဒီငွေကြေးတွေနဲ့ထပ်ပြီးတော့ပိုကောင်းတဲ့နေရာတွေထပ်သွားတယ်ပိုကောင်းတဲ့နေရာလည်းထပ်သွားတယ်ဒီသွားပြီးတဲ့နေရာတွေက repeat ပြန်သွားတယ်ကျွန်တော်ထပ်တယ်လည်းထပ်သွားတယ်အဲ့ကနေပြီးတော့ကိုတစ်ခေါက်သွားလို့ရှိရင်ကျွန်တော်တို့ဓာတ်ပုတ်ကဘယ်လိုပြောဓာတ်ပုတ်ဆရာတွေဒီ photographer တော်များများကျတော့ဒီတစ်ခေါက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က location scope လုပ်လို့ရတယ်မတူတင်မနောက်တစ်ခေါက်ကြားလို့ရှိရင်ဒီနေရာမှာဘယ်လိုရိုက်လို့ရတယ်ဆိုတော့ဒီနောက်ထပ် angle showdown တစ်ခုကနေအမြင် vision တွေပြောင်းလဲသွားတာပေါ့နော်ဒါကြောင့်မို့ခီးသွားတာကကြတော့ဒီဓာတ်ပုတ်တွေပိုကောင်းတာပေါ့နော်ဓာတ်ပုတ်တွေပိုကောင်းတယ်ပြီးလို့ရှိရင်ကိုယ့်အတွက်လည်းဒီ relax ဖြစ်စေတာပေါ့နော်အဲ့လိုဟုတ်အခုသွားမှုတဲ့ခီးတွေထဲမှာဆိုနည်းနည်းအမှတ်တရဖြစ်အမှတ်ရဆုံးဖြစ်နေမှခီးဆိုဘာဖြစ်မလဲဥမာဟိုအခုပြောချင်လို့ပြောလို့ရမှာလုံးဝ cringe ဖြစ်သွားတဲ့ဟိုအမှတ်တရပဲဖြစ်ဒါမှမဟုတ်တကယ်တော်တော်လေးမိုက်ခဲ့တဲ့အဲ့လို memories တစ်ခုပေါ့အမှတ်ရဆုံးကတော့ကျွန်တော်ဒီပထမဆုံးဒီဥရောပသွားတဲ့အချိန်ပေါ့စပိန်ပေါ့နော်ဘွားမှာတခါမှဒီ overseas ကကြတော့ကျွန်တော် flight နဲ့တခါမှမသွားဘူးဒီ Thai ကကြတော့ကိုရင်းနီလို့သွားတော့တောက်တာတကယ်သွားတာတကယ်နာပေါ့နော်ဆိုတော့အဲ့ဒီဟာမှာလောကဒီ flight 30လောက်စီးပြီးတော့ဒီပထမဆုံးဒီ Turkey ရောက်တယ် Turkey မှာလည်းအရမ်းမိုက်တယ်ကွာအရမ်းမိုက်တယ်ဟာအဲ့လိုမျိုးဓာတ်ပုတ်ရိုက်ဖို့တော့မေ့တယ် Turkey နေပြီးတော့ဒီကျွန်တော် Spain Barcelona ထပ်ရောက်တဲ့ချိန်မှာလည်းဓာတ်ပုတ်ကိုကျွန်တော်ရိုက်တာနောက်ဆုံးလေးမှလာကျွန်တော်ရိုက်ပြခဲ့တယ်သွားတာတပတ်တရားမမရကျွန်တော်လက်လျှောက်ဆောက်သွားတာကိုမရောက်ဘူးလေမရောက်ဘူးတော့အရန်ကိုတဲ့အရန်အဆန်းများနေဖြစ်နေတယ်လို့ရှိရင်လည်းအိုးဘယ်ဂျောင်ကလောင်းတွေတက်လာတဲ့ကောင်ဆိုတော့လေသိရမလားကိုတဲ့လောက first time ပဲဆိုတော့တပုတ်ရိုက်ဖို့မေးလောက်တဲ့အထိကိုဖြစ်ခဲ့တာပေါ့နော်နောက်ဆုံးနေ့ကျမှတပုတ်ရိုက်ခဲ့တယ်အဲ့နေကြမှာတပုတ်ရိုက်စပိန်ကိုသွားတာကြတော့ဟိုဘာအတွက်လဲဒီကဒီရှောင်းမီကနေပြီးတော့ကျွန်တော်ဝင်လာရတဲ့ချိန်ပေါ့နော်ဒီ2023ရှောင်းမီဝင်လာဖြစ်တဲ့ချိန်မှာသူတို့ကနေပြီးတော့ကျွန်တော် invite လုပ်တာပေါ့နော်အခုဒါဆိုအကိုကပြောမယ်ဆိုရင်ဒါ freelancer လို့လည်းပြောလို့ရတယ်ဒီ freelance life ကိုဒါကိုကရွေးချယ်ထားတာဆိုတော့ဒီခီးသွားတာတော့ကိုယ့်အတွက်ဒီ freelance life ကပို့ပြီးတော့အဆင်ပြေရပါတော့freelance life ကိုရွေးချယ်တဲ့အချိန်မှာရောကိုယ့်အတွက်အဲ့လိုမျိုးခက်ခဲတွေရှိလားမှာဘာတွေကြုံရလဲပေါ့ဒီ freelancer တယောက်အနေနဲ့ပေါ့ပြီးတော့ဟိုကောင်းကျိုးဆိုလဲဘာတွေရှိမလဲပေါ့အဲ့ဒါလေးလည်းတစ်ချက်ပြောကြည့်ကျွန်တော်တို့ကကြောက်တော့ဒီ travel mobile photographer ဖြစ်တယ်အဲ့ဒီကြားမှာဘာတွေခက်ခဲလဲဆိုလို့ရှိရင်တခြားဒီ income တစ်ခုရောက်အခြား career တစ်ခုကနေပြီးတော့ income ရဖို့ဆိုတာမလွယ်ဘူးကျွန်တော်တို့ကဒီ life ကိုရွေးချယ်ထားတာလေဒီ life ကိုရွေးချယ်ထားတော့ကျွန်တော်တို့တခြားဒီ career နေပြီးတော့ income ရဖို့ဆိုတာကိုယ်မှတခြား business တစ်ခုရှိမှရမယ်ကျွန်တော်တို့ကျတော့မရှိဘူးဆိုလို့ရှိရင်မရှိတော့ကျွန်တော်ကဘာလုပ်ရလဲဆိုလို့ရှိရင်ဒီစူးရအောင်ကျွန်တော် try ရတယ်ဒီစူးဆိုဒီစူးဆိုတဲ့အရာတစ်ခုကလည်းကျွန်တော်တို့ကံကောင်းမှရတာကိုယ့်ရဲ့ကိုယ်ဘယ်တော့ပဲစူးစမ်းမရတဲ့သူတွေအများကြီးပဲဆိုတော့အဲ့ဒါပေါ့နော်ဆိုတော့အဲ့ဒါမှအဲ့ဒီလမ်းကိုရွေးချယ်ဖို့ဆိုတာတော်တော်ကြီးကိုစဉ်းစားရခက်တယ်ဥပမာပြောလို့ရှိရင်ကျွန်တော်တို့ရှာပေါ်မှာမြစ်ပေါက်ခံနိုင်လို့ရှိရင်တော့ဒီလမ်းကိုရွေးချယ်လိုက်ပေါ့နော်
ဆိုတော့အဲ့လိုမျိုးတွေပေါ့အဲ့လိုအငတ်ခံပြီးတော့ရွေးချယ်လိုက်တာပဲကျွန်တော် အခုရောဒီကိုရွေးချယ်ထားတဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့နောင်တရမျိုးရှိလား ကျွန်တော်ဘဝမှာဒီဘာမှမဖြစ်ခင်ကတည်းကနေခုချိန်ထိကျွန်တော်နောက်တော့မရဘူးဒီကိုဝါနာပါတဲ့အလုပ်တစ်ခုကြောင့်အစိမ်းနောက်ရှစ်ဖြစ်တဲ့အရာမျိုးကျွန်တော်တစ်ခါမှမတွေ့ဘူးဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီအရာကိုချစ်တယ်လေချစ်တယ်ဆိုတော့ဒီအရာပဲဆက်လုပ်နေမှာပဲ နောင်တလုံးဝတစ်ခါမှမရဘူးဆိုတော့နောင်တမရဘူးဆိုတော့အဲ့လိုခုနကကိုပြောလို့ဒီအရာနဲ့ပတ်သက်ပြီးတော့ stress တွေရတဲ့အချိန်မျိုးမှဆိုရင်ရောမှာငါဒီ career ကိုရက်လိုက်ရင်ကောင်းမလားဆိုပြီးတော့စဉ်းစားဘူးတာမျိုးရောရှိလား ဒီစဉ်းစားဘူးလားဆိုလို့ရှိရင်အခုချိန်တော့ကျွန်တော်လုံးဝမစဉ်းစားဘူးတခြားအကြောင်းအရာကြောင့် stress ဒီကျွန်တော်မိသားစုပြဿနာတွေတခြားကိုယ့်ရဲ့ဒီအခက်မရှိတဲ့ပြဿနာတွေကြောင့်ပဲဒီအရာပေါ်မှာပဲစဉ်းစားတယ်ဒါပေမဲ့ဒီဓာတ်ပုံတွေကဒီကျွန်တော်ရွေးချယ်တဲ့ဓာတ်ပုံပညာတွေကမဆိုင်တာဒါကြတော့ကိုချစ်လို့ကိုမျက်နှိုးလို့ကိုစိတ်ထဲကနေပေါ်လာလို့ဖန်သိရတဲ့အရာတစ်ခုလေကိုစိတ်ညစ်တဲ့ချိန်မှာဒီအရာကြီးကိုတွားတွေးလိုက်လို့ရှိရင်အကုန်လုံးကဒီဘယ်လိုပြောမလဲ negative ဖြစ်သွားလိမ့်မယ်အကုန်လုံးဒီဓာတ်ပုံကောင်းကောင်းလည်းမဖန်သိနိုင်တော့ဘူးဒါပေမဲ့အတက်နဲ့ဆိုတော့ဒီဘက်ကိုဒီကိုစိတ်ညစ်တဲ့ချိန်မှာဓာတ်ပုံကိုလုံးဝမစဉ်းစားတော့ဘူးဘာလို့ဆိုတော့သူနဲ့မှသူဒီပေါ်မှာဓာတ်ပုံရဲ့အပေါ်မှာမကောင်းတဲ့စိတ်တွေဝင်ပြီးတော့ဒီအရာကြီးကိုခုနပြောလို့လောကရက်လိုက်မိမှဆိုးတာပေါ့နော်ဒါတော့အဲကြောင့်ဒီဘက်ကိုလောကမတွေးဘူးပေါ့နော်မကောင်းတဲ့စိတ်တွေမတွေးဘူးဟောဓာတ်ပုံတောက်လျှောက်တာပဲဟိုတောက်လျှောက်တိုးမယ်ဒီလမ်းကြောင်းပဲတောက်လျှောက်သွားမယ်ဆိုပြီးတော့ကိုယ်တွေးတာဆိုတော့အခုခုနအခုပြောရရင်နော် local brand တစ်ခုရဲ့ဒါ main photographer လက်ရှိမှာလည်းလုပ်နေတယ်ပြောရဲဆိုတော့ဟိုဒီအဲ့ဒါရောဘယ်ကနေဘယ်လိုမျိုးစာပစ်ခဲသွားတာလဲစာပစ်ခဲလဲဆိုလို့ဘယ်လိုစာပစ်ခဲလဲဆိုလို့ရှိရင်ကျွန်တော်စားခဲ့တာမဟုတ်ဘူးကျွန်တော်ဆရာကျွန်တော်အကူအညီတောင်းလို့ဒီ brand တစ်ခုမှသွားလုပ်ပေးပါလို့ပြောလို့ကိုကလည်းကိုဆရာရဲ့ကြီးစုတွေအများကြီးရှိရောလေသူခိုင်းတဲ့အတိုင်းသွားလုပ်လိုက်တာပဲဒါပေမဲ့ကျွန်တော်ကဒီတခါမှအဲ့လိုမျိုး commercial တွေမလုပ်တာ commercial လုံးဝမလုပ်ဒါပေမဲ့ကိုက confidence ရှိတယ်ငါလုံနိုင်တယ်ကွာဒါအဲ့လိုမျိုးတွေပေါ့နော်လောကမရော့အောင်ဒီတစ်ခုကိုကြည့်လိုက်တယ်သူတို့ကဒါကြိုက်တယ် okay လုပ်ပေးလိုက်တယ်အဲ့ဒီရဲ့ဟိုပေါ့နော်ဘယ်လိုပြောမလဲပါရမီလို့ပြောရမလဲပါရမီပေါ့တဲလိုက်ပေါ့ကိုယ့်ရဲ့ဒီမြင်လိုက်တာနဲ့လေဒါကြီးကိုချင်း create လုပ်နိုင်တယ်အဲ့လိုမျိုးအရင်ကြီးတင်ယူစရာမလိုဘူးပေါ့နော်ဟုတ်ဟိုပြောမယ်ဆိုဘယ်လိုပြောမလဲကိုကဒီပေါ်မှာဟိုကို passionate ဖြစ်တာတကြောင်ကိုကဒီဟာမှာ talent ရှိနေတာဆိုတော့ကိုတော့ကဒါတွေကဘယ်ရှုတော့မှပဲကြည်စိတ်ညစ်စရာလည်းမရှိဘူးဟိုအမြဲတမ်းလဲကိုတော့ကဒါဟို okay ငါလုံးမယ်ချမယ်ဆိုတဲ့ပုံစံမျိုးပဲဖြစ်နေမှာကျွန်တော်ကကျတော့ဒီဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ category မရှိဘူးခေါင်းစဉ်မရှိဘူးခေါင်းစဉ်မတက်ဘူးကျွန်တော်ရဲ့ဓာတ်ပုံတွေကိုအဲ့လိုဆိုတော့ဘာလို့အကိုစင်ပြေအောင်လုပ်တယ်အဲ့ဒါပဲအကိုရဲ့အားသာချက်လို့အကိုပြောလို့ရလားပေါ့ဥမာခုနပြောရဟိုဓာတ်ပုံတွေခေါင်းစဉ်မတက်ဘူးဆိုတော့အဲ့ဆိုအကိုရဲ့အားသာချက်အားနည်းချက်ကိုလည်းနည်းနည်းတစ်ချက်လောက်ပြောပေးလို့ရလားဆိုတော့အားသာချက်ဆိုလို့ရှိရင်ကျွန်တော်ကသူများတွေလိုမျိုးအရန်တင်ယူစရာမလိုဘူးဟုတ်အားနည်းချက်ကကြတော့ဒီပေါ့ဘယ်လိုပြောမလဲနည်းနည်းအပြင်းကြီးတာပေါ့ဒါပဲရှိဒါပေမဲ့ဟိုကိုရွေးထမ်းထားတဲ့ career နဲ့အကြောင်း Instagram freelancer ဆိုတော့ဟို go with the flow ပုံစံမျိုးနဲ့ပဲသွားလို့ရတယ်ဟုတ်တယ်အခု international မှာလည်းပြိုင်ပွဲတွေပြိုင်နေဆိုတော့အခုဆိုရင်ခီးရည်လည်းအများကြီးပဲထွက်တယ်ဗျာ local မှာလည်းထွက်တယ် international မှာလည်းထွက်တယ်ဟိုကာချာဘောင်းဆောင်လည်းတွေ့ရမှာပဲလူဘောင်းဆောင်လည်းတွေ့ရမှာပဲဆိုတော့အဲ့ထဲမှာအကိုအဲ့လိုမျိုးပေါက်တကယ်ဖြစ်ခဲ့ရမျိုးတွေရောဥမာရှိတာပေါ့ဥမာထားပါတော့ဟိုနေရာတနေရာသွားတယ်တပုံရိုက်ခွင့်မတောင်းပဲတပုံရိုက်လိုက်တယ်အဲ့အနေမှာပြဿနာတက်တာတို့ဘာလို့ဖြစ်ဘူးလားအဲ့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့ခီးတွေသွားတယ်အဲ့လိုမျိုးတော့မရှိဘူးကျွန်တော်ကဒီကိုရိုက်တော့မဲ့ကိုရိုက်မဲ့ဒီ subject တစ်ခုကိုဘယ်လိုပုံစံရိုက်မလဲဆိုတာချက်ချင်းမရိုက်ဘူးစဉ်းစားလိုက်တယ်စဉ်းစားပြီးတော့ဒီလိုရိုက်လို့ရတယ်တခါတလေကြောက်လို့ရှိရင်တော့ကိုrequest လုပ်ပြီးတော့ရိုက်တာရှိတယ်တခါကြောက်လို့ရှိရင်ဒီတိုင်း request မလုပ်ဘဲနဲ့ကိုယ့်ရဲ့ vision တိုင်းပဲရိုက်တာရှိတာပေါ့နော်အဲ့လိုမျိုးပြီးဘယ်လိုပြောမလဲတစ်ဖက်သူစိတ်အနှောက်အယှက်ဖြစ်စေလောက်တဲ့ဒီကောမလုပ်ဘူးပေါ့နော်အဲ့လိုနဲ့အဲ့ဆိုလို့ရှိရင်ဟိုအဲ့လိုမျိုးပြဿနာတော့ကြီးမားတော့မဖြစ်ဘူးပေါ့မရှိဘူးဆိုတော့အဲ့ဒီ international မှာသွားပြိုင်တဲ့ဒီတောက်လျှောက်ရေမှာရောအဲ့လိုမျိုးတခြားကလူတွေနဲ့ဒါပြောမယ်ဆိုလူတွေအများကြီးနဲ့ဆက်ဆံရတယ်ဗျလူတွေနဲ့အများကြီးနဲ့ဆက်ဆံရတဲ့အချိန်မှာရောဟိုရခဲ့ experience တွေကဘယ်လိုရှိလဲပေါ့ဟုတ်ဒီ international ကလူတွေတော်တော်များများကြတော့အရင်သူတို့က
ဒီတယောက်နဲ့တယောက်တွေ့ပြီဆိုလို့ရှိရင်အရင် appreciate လုပ်တယ်အရင်ဘယ်လိုပြောမလဲမိုက်တာပေါ့နော်ကျွန်တော်နိုင်ငံရဲ့ဒီလူတွေနဲ့တိတ်ပြီးတော့မတူဘူးပေါ့ဆိုတော့အခုမှကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်3လပိုင်းတော့စကားပုံမှာတွားပြိုင်တာပေါ့နော်6နိုင်ငံဒီဆူနီကနေပြီးတော့ဆူနီပွဲကနေလုပ်တဲ့ပွဲတစ်ခုမှကျွန်တော်တွားပြိုင်ရတာပေါ့နော်အဲ့မှာလဲသူကမြင်လိုက်တာနဲ့မင်းကဘယ်ကလဲမြန်မာโอเคမင်းဘာစုရရဲကိုကစုရရောပြလိုက်လို့ရှိရင်သူတို့ကတိတယ်ကိုဆိုတော့မင်းဒါလားဆိုလို့ရှိရင်အရင်တယောက်နဲ့တယောက် appreciate လုပ်တာပေါ့နော်ဒါပေမဲ့ပြိုင်ပွဲဝင်တဲ့သူအချင်းချင်းလို့မတွေ့ဘူးတယောက်နဲ့တယောက်အရင်တော့တိခဲ့သူလိုမျိုးပေါ့နော်အရင် close ဖြစ်ပြီးတော့တယောက်နဲ့တယောက် knowledge share လုပ်တယ်ပြိုင်ကြတယ်ပြိုင်တဲ့ခါမှာလဲကိုကစုဝင်လာရောက်ရတဲ့အချိန်မှာလဲသူကထပ်ပြီးတော့ appreciate လုပ်တာပေါ့နော်ဆိုတော့မိုက်ပါတယ်ဟုတ်ပြောမယ်ဆိုလို့ရှိရင်international မှာကိုလူပေါ်တည်ရဲဆိုတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်တယ်အဲ့လိုမျိုးပေါ့အဲ့ဒီတောက်လျှောက်အခုဆိုလို့ရှိရင်အခုပြိုင်ပွဲလေပြိုင်တာဆိုအခုအဲ့ထဲမှာကို inspire ဖြစ်ရတဲ့လူတွေရှိလားကြုံဘူးလားဒါမှမဟုတ်ကိုရဲ့ inspire person ဆိုရင်ရောဘယ်သူဖြစ်မလဲပေါ့ဒီ industry တွေကပဲလားကျွန်တော်ရဲ့ဒီ first ပထမဆုံးကျွန်တော် experience ဖြစ်စေတာကျွန်တော်ဆရာပေါ့နော်ကျွန်တော်ဆရာအောင်ပြီဆိုပေါ့သူကအခုလက်ရှိဆိုလို့ရှိရင်သူကဒီမြန်မာနိုင်ငံမှာ landscape နဲ့ multi portrait travel ပေါ့နော်အဲ့လိုမျိုးရိုက်တယ် travel photographer ဟုတ်ဆိုတော့သူ့ပုံတွေကတော်တော်ကြီးကိုကောင်းတာဟုတ်လက်ရှိလည်းသူ့စီမှာနေတာဟုတ်သူ့စီမှာနေတာသူ့ပို့တော့ experience ဖြစ်စေတဲ့အကြောင်းရင်းကကျွန်တော်တို့ဒီကိုဗစ်ကာလတွေမှာကျွန်တော်တို့ကိုတီးလောက်တယ် night school ဆိုပြီးတော့တင်တန်းတွေဖွင့်တဲ့ချိန်မှာအဲ့မှာကျွန်တော်တို့တက်တယ်အဲ့တော့တယောက်ပတ်စံ6လောက်တော့မတက်နိုင်ဘူးမတက်နိုင်တော့အဲ့ဒီတင်ငင်းတွေကထားပေးတာပေါ့ရောက်တက်လိုက်ပါဆိုတော့အဲ့မှာတွားတဲ့ရင်ဒါပေမဲ့ကိုတင်တန်းတွားတက်တဲ့ချိန်မှာ experience ကိုဖုကတ်ထားတာတခြားတယောက်နောက်တော့သူ့တွေ့တဲ့ချိန်မှာသူ့ပိုတော့ experience ဖြစ်စေသွားတာပေါ့နော်ဒါကြောင့်သူ့ရဲ့လမ်းစဉ်တိုင်းကိုကျွန်တော် language လုပ်တယ်သူဘယ်လိုတွေရိုက်တယ်ဘယ်လိုတွေအမြဲတမ်းပေါ့နော်သူ့ကိုပဲ focus ထားပြီးတော့တွားတဲ့ချိန်မှာသူကကိုယ့်ကိုလည်းပြန်ပြီးတော့တတိထားမိပါတယ်တတိထားမိတဲ့ချိန်မှာလည်းသူ့ရဲ့တင်တန်းတွေကိုပတ်စံပေးစရာမလိုဘူးနဲ့ free တက်ရတာပေါ့နော်အဲ့လိုမျိုးတွေပေါ့ဟောပြောရမယ်ဆိုရင်သူဒီဆရာနဲ့ပဲကိုကဒီတောက်လျှောက်ကိုတွားခဲ့ရပါခုနကအခုဆိုပြောရတဲ့ဒီပတ်စံဒီတင်တန်းတက်ဖို့6000တောင်မရှိဘူးလို့ပြောရတယ်အဲ့ဒါတခုပြောရင်ရှေ့မှာဆိုလို့ရှိရင်လည်းအခုဖုန်းတောင်ဝယ်ကြမရှိဘူးဟုတ်တယ်အခုဒီ bucket လူငယ်တွေကကြတော့ဘယ်လိုပုံစံတွေးလဲဆိုတော့ something တခုကိုစကြင်ပြီဆိုလို့ရှိရင်အကုန်လုံး ready ရှိမှဥမာ gear တွေအများကြီး set တွေအများကြီးအကုန် perfect ဖြစ်မှစကြင်တယ်ဆိုပြီးတော့တွေးကြတယ်ဗျာတွေးကြဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းဘယ်လိုမျိုး advice ပေးခြင်းလဲဘယ်လိုပြောခြင်းလဲပေါ့အခုရဲ့ဒီဖြတ်တန်းလာတဲ့ experience နဲ့ရှင်ပြီးတော့ပေါ့ကျွန်တော်အခုလက်ရှိပေါ့နော်ကျွန်တော်တော်တော်များများလည်းလာမေးကြတယ်ဒီသူတို့မှာအချို့ဆိုလို့ရှိရင် gear ကျွန်တော်တို့မျိုးမတက်နိုင်တဲ့လူတွေပေါ့နော်reason တွေပေါ့နော်ဘယ်လိုပြောမလဲ reason လားသူတို့ရဲ့ situation ကပဲအရင်ဟိုဖြစ်နေတာကို confidence ပဲမရှိတာအဲ့လိုမျိုးပေါ့ကျွန်တော်ကအဲ့ဒါအကြောင်းပြချက်တွေကခဏဘေးဖယ်လိုက်ဘာဖြစ်ချင်လဲကိုယ့်ကိုအရင်မေးတာပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းတယောက်တည်းပဲကိုယ့်ကိုယ်ပဲမေးတယ်တခြားလူမမေးဘူးငါဘာဖြစ်ချင်တာငါဒါဖြစ်ချင်တယ်မလားဒါဖြစ်ဒါပေမဲ့ကျွန်တော်တို့ကအနေနဲ့အမြန်ပဲရှိပါမယ်ပေးဆက်ရတာပဲကျွန်တော်တို့လည်း2020ကနေစနေတာအခု2026တွေရောက်သွားပြီဒါပေမဲ့ပေးဆက်နေရတာပဲအချိန်လုံးဆိုတော့ကိုဘာဖြစ်ချင်တာလဲကိုအရင်မေးတေချာပြီလားဆိုလို့ရှိရင်ဒီလမ်းကိုရွေးချယ်လိုက်ရွေးချယ်တယ်ဆိုတော့ 100% ကိုဒီကိုပုံအောင်ပြီးတော့ရွေးချယ်ခိုင်းတာမဟုတ်ဘူးဒါပေမဲ့ငါလုံနိုင်လားမလုံနိုင်ဘူးလားဆိုတာကိုယ့်အကူမေးတော်တော်များများဝါသနာပါရုပ်ပဲကျွန်တော်ဝါသနာပါတယ်ဒါပေမဲ့ကျွန်တော်ကဒါမရှိဘူး reason တွေပေးကြတယ်အကြောင်းပြချက်တွေပေးကြတာပေါ့နော်ပြီးလို့ရှိရင်ဟိုဟာရှိမှဒီဟာရှိမှဘယ်လိုပြောမလဲဟိုဖုန်းကိုကင်တယ်မှာသူများတွေကဖုန်းအကောင့်သားတွေကင်တယ်340 50တဲ့ကင်တယ်ကိုရီမှာ340ဒါတွေအကုန်လုံးကကြတော့ပြန်ခြုံလုံးပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ဒီက reason တက်ပဲအကောင့်တော့ဖန်တီးလို့ရတယ်မင်းကိုမှ vision တစ်ခုရှိပြီဆိုလို့ရှိရင်မင်းဘာဖုန်းနဲ့ပဲရမင်းဘာကြီးနဲ့ပဲရအကုန်လုံးကမင်း vision ကောင်းပြီဆိုလို့ရှိရင်မင်းဒီဟိုပါပေါ့မင်းကြိုက်တဲ့ဓာတ်ပုံတစ်ပုံက professionalမဲရက်တဲ့ဓာတ်ပုံတစ်ပုံကပိုကောင်းလာမှာပို fine လာမှာပေါ့နော်ဆိုတော့ဥမာကိုတော်များများပေါ့ထားလိုက်တော့ဓာတ်ပုံမြဲတဲ့ကောင်လေအခု iPhone တွေကင်တယ်340 50တန်လေးကင်ကြရယ်ကျွန်တော်တို့မျိုးရိုက်ခိုင်းကြည့်ပါလားသူရိုက်တတ်မှာလားမတက်ဘူးလေဘာမှမဆိုင်ဘူးအချို့တွေကသူငယ်တော်များများ gear နဲ့ကိုပြက်ပေါက်ကြတယ် gear ဆိုတာကကျတော့ကျွန်တော်တို့တက်က second language ကျွန်တော်တို့ vision ကောင်းပြီဆိုလို့ကျွန်တော်တို့ vision ကောင်းပြီဆိုလို့ရှိရင်ဒီ gear ကကျွန်တော်တို့ support ပေးတာ quality တစ်ခုအနေနဲ့ကျွန်တော်တို့ support ပေးတာအဲ့လိုမျိုးကိုက vision မကောင်းမဲ့နဲ့ကြိုက်တဲ့ gear ပဲကိုင်ဘယ်လိုဈေးကြီးတဲ့ brand တွေပဲလို့ထွက်လာမှာမဟုတ်ဘူးခုနကကိုပြောရတဲ့အချိန်မှာဆိုလဲပါတယ်ဗျာ
iPhone နဲ့ရိုက်မှတော့ဘာလို့တချို့ဆိုအခုဆိုရှိရဗျာအဲ့လိုမျိုးဒီဘယ်ဖုန်းနဲ့ဓာတ်ပုံရိုက်မှကောင်းတယ်ဘယ်ကင်မရာနဲ့ရိုက်မှဒီဓာတ်ပုံ quality ကဒီလိုထွက်တယ်ဒါမျိုးလည်းရှိအဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်း debate လေးအခုအမြင်လေးပေါ့တော်တော်များများကျတော့အဲ့လိုဘယ်လိုပြောမလဲကိုကဘာ level တခုမှ level ဆိုတာကကျတော့ကိုလေး landscape ပေါ့နော်တခုမှမရှိဘဲနဲ့တခြားဒီအရန် professional standard တွေနဲ့ cover လုပ်တယ်သူတို့ကသူ့ပေါ်ကကောင်းလိုက်တာသူ့ပေါ်ကမိုက်လိုက်တာသူရိုက်တော့မကောင်းဘူးမဲ့သူရိုက်တာကိုရိုက်တာမကောင်းဘူးဆိုလို့ရှိရင်ကိုကဒီ level မရောက်နေလို့လေကျွန်တော်လေးလာတော့ဆိုလို့ရှိရင်ကျွန်တော်တခြားလူတွေအများနဲ့ကျွန်တော်ကတယောက်တည်းပဲကိုယ့်အကိုပဲ cover လုပ်တာငါရိုက်တာမကောင်းသေးဘူးငါထပ်ရိုက်လို့ရသေးတယ်ဒါပေမဲ့ထပ်ရိုက်ရင်လည်းပဲသူကသူအဆင်ပြေသွားမှာပဲဆိုတဲ့ဟာပေါ့တခြားလူငယ် cover မလုပ်ဘူးဆိုတော့ကိုဒီအခုခက်လူငယ်တွေကြားမှာလည်းရှိရအထင်ကြီးကြတာပေါ့နော်ကိုရိုက်တဲ့ဓာတ်ပုံတွေကအရန်ကောင်းနေပြီဒါပေမဲ့မဟုတ်ဘာမှမဟုတ်ဘူးတကယ်တမ်းကြောက်လို့ရှိရင်ကျွန်တော်တို့အမြင်တခြားသူတွေအမြင်နဲ့ကြည့်လို့ရှိရင်ဘာမှမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ကိုရီကြတော့အဲ့လိုမျိုးဓာတ်ပုံတွေကိုရိုက်လိုက်တယ်ကိုကကောင်းတယ်လို့ကိုစိတ်ထဲမှာပဲထားတာပေါ့နော်ဒါပေမဲ့အရန် professional ရဲ့ဓာတ်ပုံတွေကျွန်တော်ပြန်ပြီးတော့ language လုပ်ရတယ်ပေါ့နော်ပြန်လေ့လာကြည့်ရတယ်ကိုကဓာတ်ပုံနိုင်ရှင်ကြည့်တယ်ဒါပေမဲ့ကိုအရန်ကောင်းတယ်လို့ခံစားတဲ့ပုံကသူများပုံနဲ့ရှင်းလိုက်လို့ရှိရင်ဘာမှမဟုတ်တော့ဘူးဆိုတော့အဲ့ဒါမှကျွန်တော်တို့က follow up လိုက်ရတာဒီနောက်ကိုငါပိုကောင်းအောင်လုပ်ရမယ်ပိုကောင်းအောင်လုပ်ရမယ်ဆိုတဲ့ဟာဒီကဘယ်လိုပြောstep by step ပေါ့နော်ကျွန်တော်တို့ language လုပ်ရတာပေါ့ဒါမှဒီ gear ကလည်း gear နေပြီးတော့ကျွန်တော်တို့ sport ပေးတဲ့ဟာကျွန်တော် vision ကောင်းနေပြီကျွန်တော်ခုနအစောပိုင်းမှာပြောသလိုမျိုး3သိန်းနဲ့ဖုန်းနဲ့ရိုက်တယ်ဟုတ်ပြီ3သိန်းနဲ့ result နဲ့ကိုက်ညီအောင် quality တခုကိုကျွန်တော်ရအောင်ချပြတယ်လူတွေလက်ခံတယ်ဟုတ်ပြီကျွန်တော်4သိန်းနဲ့ကိုင်မလား4သိန်းနဲ့ကိုင်ပြီဆိုလို့ရှိရင်ဒီ4သိန်းနဲ့ဒီသူ့ phone quality နဲ့ကိုယ့်ရဲ့ vision နဲ့ပြန်ပေါင်းတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်လည်းကျွန်တော်ဒီ340တန်ကိုင်တယ်အဲ့ဒီကနေပြီးတော့ကိုယ့်ရဲ့ vision နဲ့ပဲအဲ့ဒီ phone ဟိုဟာနဲ့ပဲပြန်ပေါင်းလိုက်တာသူကအဆင်ပြေသွားတာပေါ့နော်ပြောမယ်ဆိုဒါတွေဒီ gear တက် tools တက်လို့ပဲကိုယ်စိတ်ထဲမှာခံယူထားဒါအပေါ်မှာကိုယ့်ရဲ့ skill ဒီအခြေမခံဘူးဆိုတာပေါ့ဒီဘက်ခေတ်လူငယ်ကလည်းပြောမယ်ဆိုအဲ့ဒါသူတို့ကပြောင်းပြန်လို့ဖြစ်နေတာကိုသူတို့ရဲ့ skills ကဒီ gear တွေပေါ်မှာ base ယူထားတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာဆိုတော့ဒီ gear ဆိုတာကြောင့်ကျွန်တော်တို့ quality တစ်ခုအနေနဲ့ပဲ sport ပေးတာပေါ့နော်ဟုတ် okay အဲ့ဒါဆိုလို့ရှိရင်အခုဓာတ်ပုံကျောင်းတွေလည်းနည်းနည်းပြောနေရဆိုတော့လက်ရှိ photography ဒီ industry ကိုရောဘယ်လိုမြင်လဲကျွန်တော်တို့ industry ကကျတော့တော်တော်ကျယ်ပြန့်တဲ့အတွက်ကြောင့်ကျွန်တော်တို့လိုမျိုးလူငယ်တွေအများကြီးရှိတယ်အောင်မြင်နေတဲ့လူတွေအများကြီးရှိတယ်ဆိုတော့နောက်ထပ်အခုတက်လာတဲ့လူငယ်တွေကကျတော့လေကျွန်တော်တို့ကြည့်ပြီးတော့ကျွန်တော်တို့လိုမျိုးဖြစ်ချင်တာပေါ့နော်ဖြစ်ချင်တာဆိုလို့ရှိရင်ဖျောက်လုပ်လိုက်ပါ local ထဲမှာဆိုရင်ရောအခုတို့ဒီပြိုင်ပွဲတွေပြိုင်တဲ့ထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မြန်မာလူငယ်ပြိုင်တာများလားများတယ်ဟုတ်များတယ်အကိုတို့မသိလို့တော်တော်များတယ်ပြီးအဲ့လိုကျွန်တော်တို့ဒီဖုန်းဓာတ်ပုံပြင်ပွဲတွေတခြားဒီကင်မရာနဲ့ပြင်ပွဲတွေအများကြီးရှိတယ်အများကျွန်တော်ထင်တယ်တစ်နှစ်ကို तू ကဟိုရာလောက်ကတ်လာမသိဘူးအဲ့လိုမျိုးတွေရှိတော်တော်များပါတော်များတယ်ပြင်ပွဲတွေက language ကျွန်တော်တို့အရင်ဒီဘယ်လိုပြောမလဲမလိုက်နိုင်ဘူးဓာတ်ပုံတွေပြင်ပွဲတော်တော်များတော့လေဒါပေမဲ့ကိုနဲ့ဒီဘယ်လိုပြောမလဲကိုနဲ့အဆင်ပြေတဲ့ပွဲတွေပဲရွေးချယ်ပြီးတော့ပြင်တာပေါ့ကျွန်တော်လည်းပြင်ပွဲတော်တော်များများမပြင်ဘူးကျွန်တော်တစ်နေ့မှာကျွန်တော်9ဝဲ4ဝဲကိုရွေးပြီးတော့တေချာအဲ့လိုပြင်တယ်အဲ့ဒီဟာမှာ focus ထားပြီးတော့ပြင်တာပေါ့တချို့တွေဆိုလို့ရှိရင်ဒီပွဲတရားလို့ပြင်တယ်အဲ့မှာကိုဓာတ်ပုံပြင်နိုင်တဲ့တော့စုရရတာပေါ့နော်ဆိုတော့ကျွန်တော်ကတော့အဲ့လိုမဟုတ်ဘူးကျွန်တော်ကဒီတစ်နေ့မှာငါ9ဝဲပြင်မလား okay 9ဝဲဆိုလို့ရှိရင်လည်း9ဝဲမှာဘယ်နှပွဲလောက်ရနိုင်မှာလဲကိုယ့်ကို challenge လုပ်တာပေါ့နော်အဲ့လိုမျိုးတွေပဲအဲ့လိုမျိုးပြိုင်ပွဲအများကြီးပြိုင်တာနဲ့မပြိုင်တာနဲ့ကိုတော့ကွာခြားမှုရှိလားရှိတယ်ပြိုင်ပွဲအများကြီးပြိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘာဖြစ်လဲဆိုလို့ရှိရင်ဟောပေါ့နော်ဒီဓာတ်ပုံပေါ်မှာပဲ 100% လောကရင်းနှီးမြုပ်နှံလိုက်တာဒီပွဲမှာဘလို့တွေတွားဘလို့ဒီဓာတ်ပုံပြိုင်ပွဲတစ်ပွဲမှာဆိုလို့ရှိရင်ကျွန်တော် rule တွေရှိတယ်ဘာညာအကုန်လုံးပေါ့နော်ဆိုတော့အဲ့ဒီဓာတ်ပုံပြိုင်ပွဲတွေနောက်ကိုကျွန်တော်တို့က လိုက်လေဒီပြိုင်ပွဲထဲကိုဝင်သွားလေပဲဆိုတော့အဲ့မှာပြန်ထွက်လို့မရတော့ဘူးဒီတစ်ချိန်လုံးတွေစိုက်ကိုဘယ်လိုပြောလဲဒီပြိုင်ပွဲပြန်ရမယ်ဟိုပြိုင်ပွဲပြန်ရမယ်အဲ့လိုမျိုးတွေပေါ့ဒါကြီးရမယ်ခေါင်းထဲမှာရှောက်ရမယ်ကျွန်တော်အဲ့လိုမဟုတ်ဘူးကျွန်တော်အရင်အုံနောက်ကိုဘယ်လိုပြောခေါင်းရှုံးမခံဘူးဗျာငါပြိုင်ပွဲပြန်မယ်အဲ့ဆိုကို၄ပွဲလောက်ပဲပြန်နေဆိုတော့ဒီ၄ပွဲပဲ focus ထားတယ်ကျတဲ့ဟာလေကျွန်တော်ဒါကျတဲ့ဟာလေဆိုကိုမှဘာမှမရှိတော့ကိုခီးသွားရသွားမယ်အိတ်ကျအိတ်မယ်ဖုန်းသုံးရင်ရုပ်ရှင်ကြည့်ရင်ချိန်မယ်အဲ့လိုမျိုးပေါ့နော်အရင်ဒီအုံနောက်ကိုတစ်ချိန်လုံးအလုပ်လုပ်နေရတဲ့ဟာကျွန်တော်တိတ်မကြိုက်ဘူးကိုယ့်ကို relax နေတယ်ပြိုင်ချင်တဲ့ပွဲပြိုင်တယ်စူးရချင်တဲ့ပွဲရအဲ့လိုမျိုးတွေပေါ့တခြားလူတွေကြတော့ဒီကျွန်တော် industry မှာကြတော့အခုချိန်ထိလည်းရှိတယ်
ပြိုင်ကြတယ်တော်တော်များများပြိုင်ကြတယ်ပြိုင်တာမှတောက်လျှောက်ကြီးအဲ့လိုမျိုးမနာဘူးကိုယ်ကြတော့လည်းအဲ့လိုမဟုတ်ဘူး အဲ့ဆို bro တပုံအဲ့ဒီပြိုင်တဲ့ပြိုင်ပွဲတွေထဲမှာကိုယ့်ရဲ့တပုံတွေထဲမှာကိုယ်သဘောကျပေမဲ့လူတွေသဘောမကျတဲ့တပုံမျိုးရှိလားပြီးတော့ ရှိတယ် ဥမာကိုကတော့သဘောမကျဘူးဒါပေမဲ့လူတွေကအရန်သဘောကျပြီးအရန် popular ဖြစ်သွားတဲ့တပုံမျိုးရောရှိလား ရှိတယ်ဆိုတာဘယ်လိုပြောရမလဲဟိုတဘောမကြတဲ့သူကတော့နဲပါတယ်နဲပါတယ်ဆိုတာကိုဟိုပါပေါ့နော်ဒီလိုမျိုးဘယ်လိုပြောရမလဲ negative space ကနေကြီးတဲ့လူတွေပေါ့ တိတ်မရှိဘူး အဲ့လိုမျိုးတွေပေါ့နော်တော်တော်များများကိုမကြိုက်ပဲနဲ့ရပါတယ်ပိုလေရှိပါတယ်အဲ့လိုမျိုး ကိုမကြိုက်ပဲနဲ့အဲ့လိုဟိုလုံးဝ popular ဖြစ်ပြီးရသွားတဲ့ပုံလည်းရှိ ရှိတယ်ကြာမထင်တော့ဘူးအဲ့လိုဟာဒီပုံစီရပါလားရပါတော့လေစူကြီးရရပါတယ်အေးဟုတ်တာပါ ဘယ်ပြိုင်ပွဲမှာရ ပြိုင်ပွဲကကျွန်တော်မတ်တော့မမီတော့ရှိတယ်အဲ့တပုတ်ပြိုင်ပွဲအဲ့လို အဲ့ဆိုခုနအကိုပြောသွားရယ်ကိုကြိုက်တဲ့ပုံနဲ့ဟိုကိုကတော့ဒီဘက်ပုံကိုကြိုက်တယ်ဒါပေမဲ့လူတွေကမကြိုက်ဘူးတချို့ကြောင်လည်းကိုကမကြိုက်ဘူးဒါပေမဲ့လူတွေကကြိုက်တယ်ဆိုတော့ဓာတ်ပုံတစ်ပုံကောင်းတယ်မကောင်းဒီဓာတ်ပုံတစ်ပုံတကယ်လှတယ် composition ညီတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးကိုဘယ်လိုမျိုးခွဲကြလဲ ဟုတ်ကျွန်တော်တို့ရဲ့ဓာတ်ပုံတွေကကြတော့တော်တော်များများဒီပေါ့ level တစ်ခုမှရှိတဲ့လူတွေကဆုံးဖြတ်တာပဲကျွန်တော်တို့ကြိုက်တယ်ဥပမာဒီဓာတ်ပုံကကောင်းခြင်းမကောင်းခြင်းဆိုတာကိုယ့်ထက်ဒီ senior တွေ professional တွေဝေပင်တာကိုကျွန်တော်တို့ပို့တဘောကြတယ်ဒါဆိုလို့ရှိရင်ကိုယ့်အကိုပြန်ပြီးသုံးသပ်တာပေါ့ငါတို့ဘောကဘာလို့အချစ်ရှိနေတာလဲအဲ့လိုမျိုးပေါ့ဒီဘာမှမဟုတ်ပဲနဲ့ဒီတိုင်းဓာတ်ပုံတစ်ပုံကြည့်ပြီးတော့ဘာမှခံစားချက်မရှိပဲနဲ့အမြင်မရှိပဲနဲ့ဝေပင်တဲ့သူတွေကြတော့ကျွန်တော်တို့က neglect လုပ်တာပေါ့နော်အဲ့လိုမျိုးတွေတိတ်ပြီးတော့မခံစားဘူး ပြောမယ်ဆိုဒါလည်းဟိုနုပညာပဲနေနော် ဟုတ်ကဲ့ခင်ဗျ နုပညာပဲဆိုတော့အဲ့မို့ဒီဟာကိုခံစားတတ်တဲ့သူကကြည့်ရနဲ့ဒီဟာဒီနုပညာကိုမခံစားတတ်တဲ့သူကြည့်ရဲ့ဟို vision ချင်းတော့မတူဘူးပေါ့ပြောမယ်ဆိုပြီးတော့အခုကပြောမယ်ဆိုလို့ရှိရင် AI ခစ်ပေါ့နော် AI ခစ်ဆိုတော့မှာဒီဓာတ်ပုံပိုင်းနေမှာ AI နဲ့ implement တွေလည်းပါလာပြီဗျာပါလာပြီဆိုတော့ချို့ရကြောင်ပြောတယ်ဒီတာမန်ဒီရိုးနယ်ပယ်ထဲမှာပေါ့နော် photographer တွေအများကြီးဘာမှမလိုတော့ဘူးကိုကဟို retouch လုပ်တတ်ရင်ဟိုကောင်းကောင်း retouch လုပ်တတ်ရင်ဓာတ်ပုံတွေကကောင်းနေပြီမှ AI ကောင်းကောင်းသုံးတတ်ရင်ဓာတ်ပုံ edit ကောင်းကောင်းသုံးတတ်ရင်တော်တော်အဆင်ပြေနေပြီဆိုပြီးတော့ပြောကြရရှိတယ် ဟုတ်ကဲ့ခင်ဗျ အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှအခုအမြင်ဘယ်လိုရှိလဲပေါ့ပြီးတော့နောက်တစ်ခုရှိရအောင်မှာ preset တွေ preset တွေအများကြီးတချို့ဆိုရှင် preset တွေအများကြီးဝယ်သုံးတယ်ဒီ preset ကိုထည့်လိုက်တာနဲ့ဒီဓာတ်ပုံကကောင်းသွားပြီဆိုပြီးတော့လိုမျိုးတွေးရလူတွေလည်းရှိတယ်ဟုတ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းအကုန်မြင်တယ် share ဒီ AI preset တွေကကြတော့ကျွန်တော်တို့ဒီ category ခွဲရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ photography နဲ့တော့မဆိုင်ဘူးပေါ့နော်ကျွန်တော်တို့ photography ကကြတော့လုံးဝ art တစ်ခုပေါ့နော်အမှုပညာကျွန်တော်တို့မြင်တတ်တဲ့လောက်ကျွန်တော်တို့ဖန်တီးလို့ရတဲ့ဟာဒီ gear နဲ့ဖန်တီးရတဲ့အရာပေါ့နော်ကျွန်တော်တို့ဆိုတော့ AI နဲ့ဟို AI တွေ preset တွေကကြတော့တခြားဒီ community တစ်ခုမှာကကြတော့သူတို့တွေကြတော့အသုံးဝင်တယ်ဒါပေမဲ့ကျွန်တော်တို့တွေကြတော့အသုံးမဝင်ဘူးကျွန်တော်တို့အတွက်အသုံးမဝင်ဘူးဆိုပေမဲ့ကျွန်တော်တို့ဓာတ်ကြီးကိုသုံးခိုင်းလို့ဆိုလို့ကျွန်တော်တို့ကဓာတ်ကြီးကိုစစ်မှန်တယ်လို့ကျွန်တော်မခံစားရဘူးပေါ့နော်ဒါ AI ပဲပေါ့ဒါမဲ့လည်းကျွန်တော်ပြောလို့ရတာကကြတော့ကျွန်တော်တို့ရဲ့ဒီ photography အပိုင်းမှာတော့ဒါတွေကကြတော့အသုံးဝင်ဘူးပေါ့ဟုတ်ပြီးတော့နောက်တစ်ခုရှိရအကိုပြိုင်ပွဲတွေမှာဒီတချို့ပြိုင်ပွဲတွေကကြတော့ဗျာကျွန်တော်သိသလောက်ပေါ့နော်ဟိုဓာတ်ပုံတွေကို edit လုပ်ပြီးမှပြိုင်လို့ရတဲ့ပြိုင်ပွဲရှိတယ်တချို့ကကြတော့အဲ့ဒါ allow ဖြစ်တယ်တချို့ကကြတချို့ပြိုင်ပွဲကကြအဲ့ဒါ allow မပေးထားဘူးလုံးဝဒီကိုရိုက်တဲ့ပုံ raw အတိုင်းပဲပြိုင်ရတာမျိုးရှိတယ်ဟုတ်ကဲ့အဲ့နှစ်ခုမှာရောဘယ်လိုမျိုးကွာခြားရလဲအဲ့နှစ်ခုကတော်တော်ကွာခြားတယ်တော်တော်များများဓာတ်ပုံပြိုင်ပွဲ10ပွဲဆိုလို့ရှိရင်10ပွဲလောက်ကဓာတ်ပုံ edit ခွင့်ပေးတယ်ပြိုင်လို့ရတာပေါ့နော်ဆိုတော့ edit ပြီဆိုလို့ရှိရင်ကျွန်တော်တို့ color saturation တွေတင်ရတယ် contrast တွေတင်ရတယ်ဘာညာစသဖြင့်ပေါ့လုံးဝ edit ခွင့်မပေးတဲ့ပြိုင်ပွဲတွေကျတော့ကျွန်တော်တို့ဒီ camera ရဲ့ setting မှာကလေးကကိုကတခါတည်းဒီတခါတည်းတန်းပြီးတော့ဘယ်လို result ကိုထွက်အောင်ရိုက်မလဲဆိုတာတခါတည်းပြင်ဆင်ရတာပေါ့နော်ဒါတော့မလွယ်ဘူးကျွန်တော်ပြီးခဲ့တဲ့ဒီ3လပိုင်း Sony ပွဲမှာကျွန်တော်ပြိုင်နေတယ်ကျွန်တော်တို့လုံးဝ edit ခွင့်မပေးဘူးဟို6နိုင်ငံပွဲမှာလုံးဝ edit ခွင့်မပေးဘူးဆိုတော့အဲ့မှာ one shot target အနေနဲ့ကျွန်တော်တို့ရိုက်ရတာဒီဓာတ်ပုံတစ်ပုဒ်ကောင်းဓာတ်ပုံကောင်းတစ်ပုဒ်ဓာတ်ပုံကောင်းတစ်ပုဒ်ဖြစ်ဖို့ကိုကျွန်တော်ဖန်တီးရတာလွယ်တော့မလွယ်ဘူးအဲ့ဆိုတော့ကျွန်တော်တို့ဒီ frame ကြီးကိုမစောင်းအောင်ဒီ camera ကြီးကိုကန်ပြီးတော့သိရမလားချိန်ထားရတာပြီးလို့ရှိရင်ဒီကျွန်တော်တို့ရိုက်တဲ့ဒီခေါင်းစဉ်ရတယ်ကျတော့ connection ကျ street moment တွေရိုက်ရတာoutdoor တွေမှာဒီ outdoor မှာ street moment ရိုက်ရတာ
ဆိုတော့ကိုဒီအဲ့ဒီအကုန်လုံးကိုဒီအတွေးတွေရဲ့အမြင်တွေရဲ့ဒီ gear တွေရဲ့တစ်ချိန်တည်းဟိုပါပေါ့နော်ဘယ်လိုပြောမလဲပေါင်းစည်းဖို့ဆိုတာလွယ်တော့မလွယ်ဘူး တစ်ချိန်တည်းကြာမှကွက်တီရို ဒီ က်မှ ဒီ moment ကိုကိုလိုချင်နေပြီဒီ direction တွေကိုတွက်ထားပြီးပြီကြိုးပြီးတော့တွက်ထားပြီးပြီဒါပေမဲ့အဲ့ခလုတ်တစ်ချက်လေးမားတာနဲ့ကျွန်တော်တို့ကလက်ပြီး အဲ့လိုဆိုတော့အဲ့လိုပြိုင်ပွဲအကိုဘယ်နှပွဲလောက်ပြိုင်မှုလဲ ဒီဒါပထမဆုံးပွဲပြန် တော်တော်လေး challenge ဖြစ် challenge ဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့က one day ever challenge လေးဒီနေ့ခေါင်းစဉ်ပေးတယ်ဒီနေ့ရတာဒီနေ့ပြန်ရတယ်ဒီနေ့ တနေ့တည်းမှာအပြီး တနေ့တည်းမှာအစုပေးတာ ဩနည်းနည်းတော့ချမ်းတယ်နော် ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ university ကဓာတ်ပုံဆရာတွေတော်တော်များပြန်ကြတယ်လုံးဝဆရာကြီးတွေပဲနိုင်ငံတကာမှာဆူရတဲ့ကောင်တွေကြီးပဲလာတိတက်လာပြန်ကြတာမဲဘာကောင်လဲငါဘာကောင်လဲပေါ့နော်ဒီချိန်မှာကိုကကန်ကောင်းပြီးတော့ရပါ ဟိုကန်ကောင်းနေဆိုတော့ဒါကိုရပြောမယ်ဆို skills ပဲနေတာ အဲ့လိုပြောမှာပေါ့ ဟုတ်အဲ့ဆိုလို့ရှိရင်လက်ရှိရတော့ဒါပြောမယ်ဆိုလို့ရှိရင်လောလောဆယ်ကတော့ကိုကဒီလမ်းကြောင်းသွားနေတာဥမာ future ဆိုပြီးတော့အခုမှစဉ်းစားထားမျိုးရှိတယ်ဥမာ future ဆိုတာထားပါ maybe နောက်ထပ်9နှစ်10နှစ်အဲ့လောက်မှာငါဘယ် career ဘယ် roadmap နဲ့သွားမယ်ဆိုပြီးတော့စဉ်းစားထားမျိုးရှိလားကျွန်တော်ရဲ့ future plan ကကြတော့ကျွန်တော်အရင်အဝေးမတွေ့ဘူးဒီနေ့အတွက်ပဲကျွန်တော်စဉ်းစားပါတော့ဒီနေ့ငါဘာလုပ်မှာလဲဒီနေ့ဓာတ်ပုတ်ကိုဖန်သေးလိုက်တယ်ဟုတ်ကဲ့ဟုတ်ပြီနောက်နေ့ပြင်ပွဲရှိရပြင်လိုက်တယ်ဒီပြင်ပွဲကြောင့်စုရသွားတယ်ဒီဓာတ်ပုတ်ကြောင့်စုရသွားတယ် sorry ဆိုတော့အဲ့လိုမျိုးလေးပေါ့အရင်နောက်9နှစ်ကြာဘာဖြစ်မယ်ဆိုတော့မျောလင့်ချက်တော့မထားဘူးမမျောလဲတိုင်းဖြစ်လာလို့ရှိရင်ကိုပဲခံစားရတယ်လေဒါပေမဲ့ကျွန်တော်တောင်းသားတယ်ဒါလေးတော့လှုပ်ချင်တယ်ပြီးသွားပြီဖြစ်ချင်းမဖြစ်ချင်းကနောက်ကိစ္စပဲဖြစ်သွားရတော့ဖြစ်သွားတာပေါ့မဖြစ်ဘူးဆိုလို့ရှိရင်လည်းမဖြစ်ဘူးပေါ့ဒါပါပဲကျွန်တော်အဲ့လိုတချို့ဟိုဟာဒီဘက်ကလူငယ်ဆိုရှိရဗျာခုနကလိုအခုလိုပြိုင်ပွဲပြိုင်နေဒါဝင်နာဖြစ်သွားရင်ကိစ္စမရှိဘူးဝင်နာမဖြစ်သွားရင်တချို့ရကြโอเคဝင်နာမဖြစ်ဘူးငါနောက်တစ်ပွဲဆက်ပြိုင်မယ်ဆိုပြီးတော့တွေးရအဲ့မှာတချို့ကြအမှမဟုတ်ဝင်နာမဖြစ်ဘဲနဲ့အဲ့နာမှရင်သူကလေနေဟုတ်တယ်ဟို depress ဖြစ်တာလို့ပုံစံမျိုးပါငါဒီဟာမှာအဲ့လိုလဲနေအဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းအခုဆိုဘယ်လိုမျိုး handle လုပ်လဲပေါ့ခုနပြောလို့ပေါ့သူတို့ကပြိုင်ပွဲတွေအရင်ပြိုင်ကြတယ်အဲ့မှာမရစူးမရဘူးဆိုလို့ရှိရင်သူတို့ရဲ့စိတ် emotion နဲ့အရင် down ဖြစ်တာပေါ့ down ဟိုပါပေါ့ကြာသွားတာပေါ့သူတို့ရဲ့ emotion နဲ့ကြာသွားတယ်ကိုရီးယားအဲ့လိုမျိုးမခံစားချင်လို့ဒီလိုဟာမျိုးကိုမရွေးချယ်တာပြိုင်ပွဲကိုကိုတက်နဲ့တည်းများပဲပြိုင်မယ်ခုနကလိုမျိုးအရင်မမျော်လင့်ဘူးပြိုင်ပွဲတွေပဲပြိုင်ပြီဆိုတော့ဘာမှမမျော်လင့်ဘူးပြိုင်လိုက်တယ်စူးရပါတယ်အော်ရပါတယ်ပြီးသွားပြီဒါပဲကျွန်တော်တို့ကကြတော့တချို့ကကြတော့အဲ့လိုမဟုတ်ဘူးပြိုင်နေစူးမရဘူးအရင်ညီးတောတာပေါ့နော်အဲ့ဒီပုံမှာဘာပြောင်းလဲသွားမှာလဲဘာမှမပြောင်းလဲသွားဘူးစိတ်ညစ်တာပဲရှိရလေကျွန်တော်တို့ကစိတ်ရှုပ်မခံဘူးအဲ့လိုမျိုးမရဘူးဘာမှဖြစ်ဘူးโอเคနောက်တစ်ပွဲဆက်ပြိုင်မယ်ရပါတယ်ရပါတယ်ဒါဒါဝင်တာပြောရโอเคဘောစပိတ်နေပါသွားတယ်ဟုတ်တယ်ကိုရီပဲအဲ့လိုဖြစ်သွားတယ်သူများကကြတော့ပူလောင်စိတ်တော့ကားနေကြံခဲ့တယ်ကိုရီကကြတော့ဒီစိတ်မျိုးမထားလို့လားမသိဘူးရပါတယ်ချိန်မှာအော်ကောင်းလိုက်တာသူများတွေကအားကြနေဟုတ်လားအေးဟုတ်ပါတယ်အားကြရလားအကြောက်ပါတော့ဒါပေမဲ့အရင်ဒီပေါ်မှာဒါပေမဲ့ကျွန်တော်ကကြတော့ဒီပြိုင်ပွဲပြိုင်ပြီဆိုလို့ရှိရင်ဒီတပွဲကိုပဲကျွန်တော် focus အသေးထားတယ်ဘယ်လိုပုံစံမျိုးနဲ့ရိုက်ပြရမလဲဘယ်လိုခေါင်းသူပေးထားတဲ့ခေါင်းစဉ်ဘယ်လိုကတ်အောင်ရိုက်နိုင်ရမလဲအဲ့လိုမျိုးပေါ့နော် focus တော့ထားတယ်ကျွန်တော်ပို့ပြတော့မပြိုင်ဘူးပေါ့နော်ဒါပေမဲ့ထားတဲ့အတွက်ကြောင့်လည်းကျွန်တော်အများဆုံးကျွန်တော်၄ပွဲပြိုင်ရင်၃ပွဲရတယ်၂ပွဲရတယ်အဲ့လိုမျိုးတော့အများနဲ့ရတာပေါ့နော်ဟိုကျွန်တော်ဒီထားမိသလောက်ရာတိုင်းလဲတကယ်ဟိုနည်းနည်း top စုတွေရတာများတယ်နော်မဝင်းနာရမရရင်တကယ်1 2 3တော့အမြင်ဝင်အဲ့ဟိုအမြင်ဝင်တယ်နော် okay အဲ့ဆိုလို့ရှိရင်အကိုလက်ရှိခီးလက်တလို့ဆိုလို့ရှိရင်ရောဘာတွေသွားဖို့ရှိသေးလဲအခုကမနေ့ကမှကျွန်တော်စာလုံးကနေပြန်ရောက်တာပေါ့နော်ပြီးလို့ရှိရင်မနေ့ဖြန်ကျွန်တော်ငွေဆောင်သွားမယ်ပကိုးသွားမယ်ဘိတ်ကိုပြန်မယ်ဘိတ်ကနေပြန်တက်လာဘိတ်ကနေပြန်လာလို့ရှိရင်တောင်ကြီးတက်မယ်တစ်ဆောင်နေပေါ့နော်တောင်ကြီးတစ်ဆောင်တိုင်းပြီးရင်ကျွန်တော်တော်တော်များများကျွန်တော်ရှောက်သွားတာကျွန်တော်အဲ့ဒီအခုလက်ရှိအခုရဲ့ key plan တွေအများကြီးပဲပြောပါတယ်ဒါဆိုတာအခု project တွေမဟုတ်ဒီတိုင်းသွားတာဒီတိုင်းသွားတာသွားခြင်းလို့သွားတာဒါပေမဲ့ဆိုအခုရဲ့လုံးဝ freelance travel photography ဆိုတဲ့အတိုင်းပဲသွားခြင်းလို့သွားတာအဲ့ဆိုအခုအဲ့ဒါအကုန်လုံးကိုစက်တိုက်သွားမှာစက်တိုက်သွားโอเคဟိုပြောမယ်ဆိုလို့ရှိရင်ခရီးသွားတာတော်တော်သဘောကျတဲ့လူတွေဆိုလို့ရှိရင်လည်းဟိုအကိုရဲ့သွားတဲ့ဟိုအကိုဒီခီးသွားတဲ့ပုံစံဒါဒီဟို live ဖြတ်တန်းတဲ့ပုံစံနည်းနည်း inspire ဖြစ်ဖို့ကောင်းတယ်ဗျာအခုအဲ့ဆိုလို့ရှိရင်ဒီတောက်လျှောက်သွားမဲ့ခီးတွေမှာဆိုရင်ရောအကိုအများကြီးစဉ်းစားထားတာမရှိဘူးပေါ့
အများကြီးစဉ်းစားထားတယ်ဆိုတာဘယ်လိုမျိုး မှာ မေးရ အများကြီးစဉ်းစားငါဒီခီးသွားမယ်โอเคဒီခီးမှာငါဒါလုပ်မယ် အဲ့လိုမျိုးမစဉ်းစားဘူးကျွန်တော်ကဒီခီးရောက်တာဒီခီးမှာငါအိပ်ပျော်သွားမလားအိပ်ပျော်အိပ်လိုက်မယ်ဓာတ်ပုံရိုက်ချင်လားရိုက်လိုက်မယ်အဲ့လိုမျိုးဘယ်လိုပြောမလဲ 100% ဒီဟာကြီးဒါလုပ်မယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးဒီနေ့မှာဓာတ်ပုံရိုက်ဖို့စဉ်းစားတာဒါပေမဲ့မိုးရွာလို့ရှိရင်ကျွန်တော်ရိုက်လို့မရတော့ဘူးလေဒါပေမဲ့အဲ့ဒါကြီးအိပ်လိုက်လေပြီးသွားပြီရှိပါအခုပြောသလိုစပိန်ကိုသွားတာဟာတော့ဓာတ်ပုံကိစ္စနဲ့သွားတာဒါပေမဲ့နောက်ဆုံးနေကြမှာဓာတ်ပုံရိုက်ဖို့တတိရတယ်အဲ့လိုအခုစကဘူသွားတာလည်းအဲ့လိုပဲဓာတ်ပုံရိုက်ဖို့ကနောက်ဆုံးနေ့မှရိုက်တယ်ကျွန်တော်ဘယ်နည်းဘယ်လောက်ကြာကျွန်တော်စကဘူနဲ့မလေးရှားသွားတာ6ရက်ပေါ့6ရက်9ရက်ပေါ့ဟုတ်ပြန်နောက်ဆုံးရက်ကြာမှာနောက်ဆုံးရက်မှာတကယ်ချင်းနဲ့ထွက်ရိုက်တာတရက်ပဲကျန်တဲ့ရက်တွေကရှောက်သွားနေအဲ့လိုမျိုးတွေပေါ့အရင်ဒီဘယ်လိုပြောမလဲ pressure မပြီးမထား pressure ပြောင်းမနေဘူးတချို့ကျွန်တော်တို့တကယ်ချင်းထဲမှာရှိတယ်ဒီခီးတစ်ခုသွားရင်ဓာတ်ပုံရောက်ကိုရရမယ်အဲ့လိုမျိုးစိတ်ဝင်ထားတယ်ကျွန်တော်အဲ့လိုမဟုတ်ဘူးရက်စီရမရရှင်နေဒါတော့ကိုက photographer နော်ပြောမယ်ဆိုလို့ရှိရင်ရိုက်တဲ့အခါကြာလို့ရှိရင်လည်းရောက်ရိုက်တယ်အဲ့လိုမျိုးလို့ရှိတယ်ပေါ်ပြပြတော့မလုပ်ဘူးဒီနေ့ဓာတ်ပုံရိုက်မလားဒီနေ့ဓာတ်ပုံတစ်ပုံရောက်ဖန်သေးတယ်တချို့ဆိုရှိရဗျာမကျွန်တော်ဆိုလဲကျွန်တော်ဒီထဲမှာရှိရခီးတစ်ခုသွားမယ်ဆိုလို့ရှိရင်တို့ကမသွားခင်တခါလေဟိုတလားလောက်လို့တဲ့ကဒီခီးတော့ကြိုတင်ပြင်စားငါဒီခီးမှာဒါလုံးမယ်အဲ့လိုမျိုးကျွန်တော်ဆိုလို့ရှိရင်ခီးသွားရင်ဘလော့ရိုက်မှာပေါ့နော်အစပဲဘလော့ပြီးပါတယ်ပြန်လာတာမေ့ပါတယ်ဘလော့တွေအစပဲရိုက်တာနောက်ပိုင်းမပါတော့ဟုတ်စိတ်မပါစက်မြိုက်ချင်တော့လို့လေအဲ့လိုမျိုးတွေပေါ့အခုမြန်မာပြည်မှာတော့တော်နှံ့နေတာခီးရဟုတ်ကျွန်တော်2023မှာရန်ကုန်ဆောက်ရောက်တယ်ဆိုပေမဲ့လည်းကျွန်တော်ခီးသွားခဲ့တဲ့အကြိမ်ရအတွက်ကအကြိမ်30ကျော်တယ်ဒီ3နှစ်အတွင်းမှာ30ကျော်ဖန်ဆိုလို့ရှိရင်4-5ခေါက်လောက်ရှိပြီဒီတောင်ကြီးဒီပကံတောင်ကြီးဒီ Shan State ဆိုလို့ရှိရင်တော်တော်ကျယ်ပြတ်တယ်တော်တော်သွားတာကြောင်ကောင်လေးကျွန်တော်အကုန်သွားတာပေါ့လိုင်းမမီတဲ့နေရာတွေ situation မကောင်းတဲ့နေရာတွေကျွန်တော်သွားတာပဲsituation အဲ့လိုသွားတဲ့ခီးတွေမှာဘယ်ခီးကဟိုဒီ local မှာပြောတာပေါ့နော်ဟုတ် local တွေကခီးတွေမှာဘယ်ခီးကအခုတော့ adventure ဖြစ်ခုနဆိုအခုပြောတာ adventure ခီးဟိုကကြိုက်တယ်လို့ပြောတာဆိုတော့ဘယ်ခီးကadventure အဖြစ်ဆုံးဖြစ်မလဲ adventure ဖြစ်တဲ့ခီးကနှစ်ခုရှိတယ်ပထမတစ်ခုကကျတော့ကျွန်တော်ငလျင်မှာပေါ့နော် donation နဲ့ကျွန်တော်တို့သွားလုပ်တဲ့ချိန်မှာတယောက်တည်းလက်တာပေါ့နော်အဲ့လိုမျိုးအမတယောက်လည်းပါတယ်သူနဲ့တော့အဲ့လိုမျိုးဘာဒီ community နဲ့မှလည်းကိုမသိဘူးပေါ့ဘာနဲ့သွားမှလည်းမသိဘူးလေနဲ့သွားမလားရေကူးပြီးသွားမလားငလေလုံးရဖိုင်တော့သွားနေရမလဲအဲ့လိုမျိုးမသိဘူးဆိုတော့အဲ့ဒီတစ်ခေါက်ဒါတော့ donation သွားရင်ဓာတ်ပုံတော့မရိုက်ဘူးပေါ့နော်ဘယ်မျိုးလဲဒီကျွန်တော်သွားခဲ့တာဒီမန္တလေးတဲပါကူမှာမန္တလေးစက်ကိုင်းဒီပလိတ်ပြီးလို့ရှိရင်စကိုင်းပြီးလို့ရှိရင်အင်လီတီတယောက်တည်းလက်တာအဲ့လိုမျိုးအမကိုထားပြီးတော့ကျွန်တော်လက်မယ်အဲ့လိုမျိုးသွားလိုက်လူကူတာပေါ့နော်လိုင်းပေါ်ကနေပြီးတော့ကျွန်တော်လာပြီးတော့အဲ့လိုမျိုးဗညာပေါ့ငွေလေးအလူငွေတွေလာထည့်ပေးတယ်ပြီးလို့ရှိရင်ရောက်သွားပြီးတော့သွားလူပေးတယ်ဆိုတော့အဲ့ဒါတခုနောက်တစ်ခုကကျတော့တကယ်ချင်းအကူမင်္ဂလာဆောင်တော့သူတို့နေရာလုံးဝ situation လုံးအဆင်မပြေဘူးဒီမန္တလေးထဲမှာကကျွန်တော်စကိုင်းကနေပြန်ဖြတ်ရတာစကိုင်းကနေပြန်ဖြတ်ပြီးတော့ဟိုဘက်ကိုပြန်ကူပြီးမှအဲ့နေရာဖုန်းလိုက်လည်းမမိဘူးအဲ့လိုမျိုးတွေပေါ့ဒါပေမဲ့ကြိုက်တယ်လေကိုတစ်ခါမှမရောက်ဘူးသွားကျင်နဲ့ရောက်လိုက်သွားတယ်သူတို့ကဘာပြောလဲဆိုလို့ရှိရင်တောင်းမြူးနော်တဲ့ငါတယောက်လည်းဖြစ်မှာမဟုတ်လားမင်းတို့ဘာဖြစ်မှာလဲအဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွေလည်းကြောက်သွားတာပဲဟိုဒါကအကိုကဒါကိုလုံးဝဟို enthusiast ဖြစ်တဲ့လူတယောက်လို့ဖြစ်နေရဟုတ်တယ်ဟုတ်โอเคအဲ့ဆိုအခုရဲ့ lifestyle နေလည်းပြီးသွားပြီအခု career ဘိုင်းနေလည်းအများကြီးပြောပြီးသွားပြီဗျာဟိုတော်တော်များများလေးစုံသွားပြီဆိုဒီတစ်ခါကကြောက်အခုရဲ့ဒီဘက်family background ဘက်လေးနည်းနည်းတွားလိုက်မယ်ဥပမာအခုဆိုရင်ခီးတွေအများကြီးထွက်တယ်ဗျာခီးတွေထွက်တယ်ပြီးတော့ဒီလမ်းကြောင်းပေါ်ရောက်ခဲ့ရတဲ့ပတ်သက်ပြီးတော့အခုဒီဘက်မိသားစု background အောင်ကို support ပေးတာမျိုးတွေရှိလားဒါမှမဟုတ်ဒါကိုသူတို့အနေနဲ့မကြိုက်ဘူးမလုံးနဲ့ဆိုပြီးပြောတာမျိုးဘယ်လိုမျိုးလဲပေါ့ဟုတ်ကျွန်တော်တို့မိသားစုကကြတော့ဘောဘလည်းပြောလို့ရှိရင်ကျွန်တော်တို့ကဒီ poor life အပြင်မှာအကုန်လုံးကဒီ no educate ဖြစ်တဲ့လူတွေပေါ့နော် educated ဖြစ်တဲ့ဆိုတာကျွန်တော်တယောက်ပဲရှိရဲဆိုတော့သူတို့ကကြတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဘာမှနားမလဲဘူးသူတို့ကိုယ်တိုင်လည်းအခုချိန်မေရမသိဘူးပေါ့နော်ဒါပေမဲ့ကိုယ့်အကိုဒီရွေးချယ်တာတို့ရက်တည်တာတော့ကျွန်တော်ငငယ်လေးကတည်းကတယောက်တည်းအဲ့လိုမျိုးကိုယ်တိုင်ပဲ decision ချတာပေါ့ဒါပေမဲ့အဲ့ဒီခါကြာလို့ရှိရင်မာလာမန်လာဆိုကိုကပြန်ရှင်းပြရတယ်သူတို့ဒါဒီလိုရှိတယ်သူတို့ကြတော့နားမလဲဘူးပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတိုက်ခံလုပ်ပြီးတော့လုပ်ခဲ့ရတဲ့အချိန်မျိုးတွေရောရှိလာပုံမှာသူတို့ကအခုထားပါတော့အဲ့ဒီ passive income ဝင်ခြင်းချိန်နေတော့ပါပေါ့
ဒါမလုံးနဲ့ဒါကမင်းတို့တေချာတဲ့လမ်းကြောင်းမဟုတ်ဘူးစသဖြင့်အဲ့လိုပြောတဲ့အချိန်မျိုးတွေရောရှိလားကြုံဘူးလားပေါ့ သူတို့ကတော့သူတို့ရဲ့ knowledge အရာပေါ့နော် ဟုတ် တိတ်ပြီးတော့ကောင်းကောင်းနားမလဲဒါပေမဲ့သူတို့မေးတယ်တရားပတ်ဆိုင်ရတာလားတဲ့ကျွန်တော်ဘာမှမပြောဘူးကျွန်တော်ရှင်းပြဖို့လဲသူတို့နားမလဲလောက်ဘူးပေါ့နော်ကျွန်တော်ရဲ့ဒီ family အရာဆိုလို့ရှိရင် okay ခြေကြကြည့်လိုက်ဘာဖြစ်သွားမလဲဆိုတာသူကသူဖြစ်သွားလိမ့်မယ် result ကိုပဲ သူကသူဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့ချာမှာဘာလဲဆိုတာကျွန်တော်ပြန်ရှင်းပြရတာပေါ့ဥမာစုဓာတ်ပုတ်တပွဲမှာစုရပါပြီဆိုလို့ရှိရင်ဒါဒီလိုရတယ်ဒီလိုရှိတယ်အဲ့လိုမျိုးတွေသူကအော်ထားတာပေါ့နော်အဲ့လိုမျိုးပါပဲအရင်ကြီးတော့ဟိုလာပြီးတော့ software တာမျိုးတော့မရှိဘူးငယ်လေးကလေးပေါ့နော်ကျွန်တော်ငယ်လေးကလေးကအိမ်မှာလည်းမနေပါဘူးတယောက်တည်းဒီအတော်အိမ်မှာနေလဲဦးလေးအိမ်မှာနေလဲအဲ့လိုမျိုးတွေနေတာဆိုတော့မိသားစုနဲ့ကကျတော့အရင်ကြီး close တော့မဖြစ်ဘူးဒါပေမဲ့လည်းဟိုတခုခုဆိုလို့ရှိရင်တော့သူတို့နားလဲအောင်တော့ရှင်းပြရတာပေါ့ဟိုပြောရမယ်ဆိုလို့ရှိရင်အများကြီး support မရဘူးဆိုတော့မှပဲကိုယ်အတွက်တော့ပြောရမယ်ဆိုဟိုနောက်ရှက်တော့မဖြစ်ဘူးပေါ့အဲ့လိုပြောတချို့ကြတော့ရှိရဗျာဟိုမိသားစုက support ပေးမှဒီဟာကိုလောက်ကြတာအဆင်ပြေ support မပေးဘူးဆိုလို့ရှိရင်ဟိုမလုပ်တော့ဘူးကို give up လုပ်လိုက်တာတော့ရှိရဗျာဆိုတော့အဲ့အရင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအကြံဉာဏ်ပေးချင်အခုဆိုခုနပြောသွားကိုရိုင်းမဲ self study လုပ်ခဲ့ရတာပြီးတော့ကိုရိုင်းမဲဒီဟို turning point ရောက်တဲ့အထိကိုဖြတ်တန်းခဲ့ရတာဆိုတော့အဲ့လိုဒီလူငယ်တွေအတွက်ကိုနည်းနည်းအကြံပေးစကားဘယ်လိုပြောချင်လဲပေါ့သူတို့ကကြတော့ဒီကိုယ့်ကို give up လုပ်မယ်လို့ဘာလို့ဆိုတာကြတော့သူတို့ကိုယ်နိုင်ကဒီပေါ်မှာချစ်တဲ့စိတ်မရှိတာပေါ့နော်ကိုယ်တိုင်ချစ်နေပြီဆိုလို့ရှိရင်ဒီຢာကကောင်းမှုပဲဖြစ်လာမှာပေါ့နော်ဆိုးရရင်တော့အကောင်းမြင်စိတ်နဲ့ပြင်ကြည့်အကောင်းမှုပဲဖြစ်လာမှာပါဆိုတော့ဒါကတော့သူတို့ပေါ်မှာမူတည်တာပေါ့နော်သူတို့ကဒါကြီးကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်တကယ်ဖြစ်တာပေါ့နော်မချစ်ဘူးဆိုလို့ရှိရင်တော့သူတို့အကြောင်းပြချစ်တတ်တယ်ပေါ့နော်အဲ့လိုပါပဲဟုတ်โอเคမိကုန်းနေကတော့တော်တော်လေးတော့စုံသွားပါပြီတော်တော်လေးစုံသွားပြီဆိုတော့ဒီ family bird တွေလည်းပြီးသွားပြီဒီ question တွေလည်းတော်တော်စုံသွားပြီဆိုတော့အခုလက်ရှိကျွန်တော် program အကြောင်းလည်းအဓိကဒီ Gen Z တွေပေါ့နော် Gen Z အကိုရိုင်းဆိုလဲ Gen Z ပဲပြောရမယ်ဆိုလို့ရှိရင် Gen Z ပဲဆိုတော့ဒီ Gen Z လူငယ်တွေအတွက်ကိုဟိုဘာများပြောချင်သေးလဲပေါ့ဥမာ creative industry မှာမဟုတ်ဘူးတခြားဒီ industry ကလူငယ်တွေ Gen Z တွေဆိုရင်ရောဟိုသူတို့သွားနေတယ်သူတို့ရဲ့ဒီ dreams now ကို chase လုပ်နေရဗျအဲ့အရင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအကြံပေးစကားမှာဗာများပြောချင်သေးလဲပေါ့ကိုလှုပ်ချင်တဲ့အရာတွေကိုသွားချင်တဲ့အရာတွေကိုရွေးချယ်တော့မယ်ဆိုလို့ရှိရင်ဒီအကြောင်းပြချက်တဲ့ reason တွေကိုတစ်ခဏလောက် break လုပ်ပေါ့ဖို့အရင်ရေးကြည့်တာပေါ့နော်တကယ်လှုပ်ချင်တာလားအရင်မေးပေါ့နော်တကယ်ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့တကယ်ဖြစ်အောင်လုပ်ပါလို့အကြံပေးချင်တယ်ဟိုကျွန်တော်တို့ကိုအိတ်တဲ့အိမ်မှာဓာတ်တွေအများကြီးရှိတယ်အဲ့ဒီဓာတ်တွေအများကြီးထဲမှာကိုနေတိုင်းသုံးတဲ့ဓာတ်ကတော့တွေးနေမှာပဲလေတွေးနေတဲ့ဒီတွေးပြီးတော့သုံးနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထပ်နေမှာပဲဒီဓာတ်ဆိုတော့ဒီဓာတ်ကိုအများသုံးနေကြဓာတ်တဲ့ဖြစ်အောင်တော့စူးစမ်းပါလို့ပြောချင်ပါတယ်ဟုတ် okay အဲ့ဆိုလို့ရှိရင်တော့ဆိုတော့ဒီနေ့ program ရဲ့ episode ကတော့ခုနကကျွန်တော်တို့လည်းပြောရသလိုမျိုးဒါကိုပိုက်တွေးကြော်နဲ့ episode လေးပဲဖြစ်ပါတယ်ဒီ episode ကနေပြီးတော့မှတစင်ဒီ photography industry ရောဒီ creative industry ရောပြီးတော့ဒီလူငယ်တွေအတွက်ကောဒါ something တစ်ခုခုရရှိမယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့အခုဒီနေ့ episode ကိုလာပေးရဲ့အခုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အခုလိုမျိုး invite ပေးတဲ့အတွက်ကြောင့်အဲ့ဆိုလို့ရှိရင်အခုအတွက်လည်းဒါကျွန်တော်ဒီနေ့ main sponsor ကတော့ဒီနေ့ episode ကိုကူညီပေးတာတော့ပူကုံ mobile မြန်မာပေါ့နော်ပူကုံ mobile မြန်မာအနေနဲ့ဒါအခုအတွက် PR gift လေးပေးထားရလည်းရှိပါတယ်ဟုတ်ကျေးဇူးပါအဲ့ဆို okay အဲ့ဆိုကျွန်တော်ဒီနောက် episode တွေမှာဘယ်လိုမျိုးသောဒီ artist တွေဘယ်လိုမျိုးသော guest speaker တွေနဲ့ဒါထပ်ပြီးတော့လာအောင်မလဲဆိုတာလည်းဒါစောင့်ကြည့်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျလောက်ခက်ရဲ့ဒီနေ့ episode ကိုတော့ပိုကို mobile မြန်မာမှာ main sponsor အဖြစ်ကိုကြီးပံ့ပိုးပေးထားပါတယ်